မှာတည်းဗျာနော်ဒီမှာပါဒီကောင်လေးကတော့ချစ်ကိုနော်ဟိုဟာလေးကြည့်ရတာဟုတ်ကဲ့ကိုကြီးမျိုးမင်းရေမင်္ဂလာပါကိုကြီးလေးကျော်ထွန်းရေမင်္ဂလာပါဗျလေးလေးရေမနစ်တေးရှင်ရေမင်္ဂလာပါဗျအမရေဒီမှာချစ်ကိုဒီကောင်လေးကကရင်ချောင်ကြောက်လေးဗျာနော်၅ချက်သားလောက်ပဲရှိတယ်သူကတော့ခေါင်းရမယ်ဗျာနော်တေချာဆေးရမယ်ချစ်ကိုဒီဘက်ဆိုတပြင်လုံးဆေးရအောင်မယ်နော်ဒီဘက်ဆိုရင် तू ကဟိုဟာဗျဒီဘက်ဆိုနက်ဖဲပုံစံလေးလားမသိဘူးပေါက်တော့မပေါက်ဘူးဗျသူဒီမှာကိုကြည့်ရောနော်ကြောက်လေးရဒီလိုလေးဖြစ်နေတယ်ဒီမှာဗျနက်ဖဲတော့မဟုတ်ဘူးဗျဒါမောက်သူမန်းနေရတော့ဒီမှာဗျကိုကြည့်ရောဆေးချက်ကတော့အများကြီးကြံသေးတယ်ဗျနော်တေချာဆေးလို့ရသေးတယ်တေချာပြင်ပြီး try လို့ရအောင်မယ်ကိုကြည့်ဒီမှာကြည့်ပါမတွေ့လားဗျနော်တေချာဆေးရမယ်ကြောက်ဒီကြောက်ကကိုကြီးတို့နော်တော်တော်စီးတယ်ဗျကာလာဗျနော်ဒီနားလေးကြောက်လဲအရေတော့ညီပါစီးရမီးဝါထပ်ပြမယ်နော်မီးဝါပြမယ်နော်ဒီမှာချစ်ကိုနော်မီးဝါနော်မီးဝါသူကာလာကိုကြီးကောင်းကောင်းတွေးရအောင်လို့ဗျနော်ဟုတ်လားမန်းနေပဲဒီကောင်တွေကတော့ကိုကြီးတို့နော်ဒါမီးဝါနဲ့တော့ကိုကြီးတို့ရေနော်တခြားလိုက်ဆေးရမယ်ကိုကြီးတို့နော်ဒီကောင်လေးက၅ချက်သားလောက်ပဲရှိတာပါကရင်ချောင်ကြောက်လေးဗျနော်ဟောဒီဘက်တွေလည်းပါတာပဲဒီမျက်နှာပြင်သုံးဖက်ပေါက်တယ်မန်းနေလည်းပါတယ်ကိုကြီးတို့နော်ဒီဘက်တစ်ချမ်းလုံးတစ်ပြင်လုံးဆေးရမယ်ဆေးချက်တော့90လောက်ကျန်အောင်ပဲဗျနော်ဟုတ်ကဲ့ဒီကောင်လေးကြိုက်တယ်ပြီမယ်2000ခွဲပါကိုကြီးတို့ရေနော်2000ခွဲပါကိုကြီးတို့ရေနော်တိချာပြန်ဆွမ်းရမယ်ဗျာနော်ဒီကောင်ကတော့တိချာဆေးပြီးရောက်ရင်ကိုကြီးဈေးထွက်မဲ့ကြောက်လေးပါနေထားလေးရကြောက်လေးရရေရှင်းရှိပါတယ်ဗျာနော်ချစ်ကိုမကြည့်ပါဒီကောင်လေးကြိုက်တယ်ဆိုရင်2000ခွဲပါကိုကြီးတို့ရေနော်ရေခေါင်းပန်းခေါင်းကြိုက်တာခေါင်းလို့ရမယ်ချစ်ကိုရေနော်ဒါမီးဝါလည်းပြပေးရပါဗျဟုတ်ကဲ့ကိုကြီးချစ်စင်ရေမင်္ဂလာပါကိုကြီးရေဒီမှာကိုကြီးဒီကောင်လေးကကိုကြီးအခုမှရောက်လာတာမျိုးဒါလေးကကိုကြီးကရင်ချောင်ကြောက်လေကိုကြီးကော်ဖီရအောင်နော်ဒီဘက်ဒါဆိုအသားတန်းလေးပေါ့နေထားကြည့်ရမယ့်ပုံကမန်းနေရတော့ဒီမှာဒရုံးလုံးပဲ2000ခွဲဗျာနော်စီးချက်တွေအများကြီးကျန်တယ်ကိုကြီးရေနော်ဒီကောင်လေးကဆေးပြီးပြန်ချွိုင်းရမှာဗျာနော်ရှာရင်2000ခွဲပါရှင့်ကိုကြီးမျိုးမင်းရပါတယ်ခင်ဗျာကိုကြီးမျိုးမင်းရပါတယ်ကိုကြီးမျိုးမင်းရတယ်ဗျာနော်ဒီကောင်လေးချွိုင်းရမှာဟိုင်းမှာဗျာကိုကြီးယူနေတက်ရေဟိုင်းမှာကိုကြီးရေ这个阿妈就完了，几遍了，ကျေးဇူးပါကိုကြီးရေနော်ကိုကြီးပြောဒီမှာဟိုနော်ကိုကြီးနော်ကျွန်တော်လက်ဆောင်တစ်လုံးထည့်ပေးလိုက်မယ်ကိုကြီးဈေးဥပေါက်လေးထည့်ဈေးဥပေါက်ဆိုတော့ကိုကြီးစင်ပြေမဲ့ပါရှိမယ်ကိုကြီးနေရအောင်ကိုကြီးဒီကောင်လေးယူလိုက်နော်မျိုးမင်း2000ခွဲနဲ့ရပါပြီဗျ1000ခွဲမဟုတ်ဘူးကိုကြီးကိုကြီးနေအောင်ရေးဟိုကိုကြီးမျိုးမင်းရသွားပြီကိုကြီးရေဒီကောင်စံခါလေးကိုကြီးရေဟိုမနုဘူးဗျာနော်ကြောက်လေးကမနုဘူးဒီမှာဗျာနော်ဒါလေးဟိုကိုကြီးပပုလိုင်းလေးအဆင်ပြေမယ်ထင်လို့ဒါလေးထည့်ပေးလိုက်ပြီကိုကြီးနော်ဈေးဥပေါက်လေးအားပေးရကျေးဇူးပါဗျကိုကြီးရေနော်နောက်တဲ့ကြောက်ကောင်းနေထပ်ပြပေးပါမယ်ဗျာဟုတ်ကဲ့ဒီမှာနောက်တစ်လုံးပြမယ်ချစ်ကိုရေနော်ကိုကြီးကြောက်စင်ရေနောက်ကြတယ်ကိုကြီးရေဟုတ်ကဲ့ချစ်ကိုဒီကောင်လေးကဒီမှာဗျာနော်ဒီကောင်လေးကမော်မောင်ရဲ့ကြောက်လေးပါချစ်ကိုရေနော်ဒီမှာ तू ကရန်အနေထားပါညာတော့ तू ကတတုံးလုံးအခွန်လဲညီတယ်ဗျာဒီမှာကြည့်ပါအလေးချိန်က35ကျပ်သားရှိတယ်ကိုကြီးရေနော်စီးချက်တွေရောကြာအောင်မယ်ဗျာနော်ကျွန်တော်ပြပေးပါမယ်
မင်္ဂလာပါကိုကြီးကိုရှမ်းရေကိုရောက်ကျော်စွမင်္ဂလာပါဗျကိုကြီးရေဒီရဲ့ live မလွင့်တာ3-4ရက်ရှိနေပြီ လက်ဆောင်လို့ဘူးဝယ်ရလို့ဒီမှာ ဒီမှာကိုကြီးတို့ဒီမှာတပေါက်တော်တော်လာတယ်ဗျာနော်ဒီကောင်လေးကမောင်လေးရံပဲကိုကြီးတို့ရေနော်ဒီဘက်တွေသူကဟိုပါဘောနော်ကိုကြီးတို့နော်ကာလာကတော့သူကတတုံးလုံးပေါက်တယ်တတုံးလုံးညီတယ်ကိုကြီးတို့အော်ဒီမှာလာပေါက်နေရပဲဒီမှာကြည့်ကိုကြီးတို့နော်ဟုတ်ပါတယ်ဗျာနော်ကိုကြီးဒီမှာလာပေါက်နေတွေ့လားဒီကောင်လေးကတော့ကိုကြီးတို့ရေ35ချက်သားပဲရှိရပါဗျာနော်ကာလာလေးကတော့ဒီမှာဗျာတလုံးလုံးတော့ညီမှာကိုကြီးတို့နော်ကြိုက်တဲ့နေရာပြပြညီတယ်ကျွန်တော်အခွန်လေးလည်းတိကျပြပေးမယ်ဗျာနော်ဒီဘက်ဒီဆိုရင်စီးချက်တွေကြံမယ်ဗျာနော်စီးရဲ့နေရာမှန်များတော့အကုန်ပေါက်တယ်ကိုတို့မှာတော့နော်ဒီကောင်လေးကတော့တော်တော်လာတယ်ဗျာနော်တော်တော်လာတယ်ဗျာနော်ဟုတ်ကဲ့ကိုကြီးတို့နော်ဒီကောင်လေးကဒီမှာပါဗျာနော်သူရန်ကဒီမှာပါအလုံးလည်းကြီးရနော်ကိုကြီးတို့နော်35ချက်သားရှိပါတယ်ဗျာနော် ကိုကြီးတို့လေးမင်္ဂလာပါ ဟုတ်ကဲ့ကိုကြီးတို့လေးမင်္ဂလာပါဗျာနော်ဒီဘက်တွေကတော့မောက်တွေဆေးရမယ်ကိုကြီးတို့နော်သူကတတုံးလုံးလည်းငိန်တယ်ဗျာနော်ရန်လည်းတော်တော်ညီပါတယ်ဗျာနော်ခွန်လည်းညီတယ်အချစ်ကိုတို့ရေနော်ဟုတ်ကဲ့ဒီကောင်လေးကတော့ကိုကြီးတို့ရေဒီကောင်လေးကြိုက်တယ်ယူမယ်ဆိုတော့ဒီကောင်လေးက9000ပါဗျာကိုကြီးတို့ရေနော် အလေးကျရင်9000 ဒီကောင်လေးကတော့9000ပါကိုကြီးတို့ရေနော်35ချက်သားရှိပါတယ်ဗျာနော်ဒါကိုကြီးတိချာ shrine လို့ရသေးရနော်စီးချက်တွေအများကြီးကြံနေရနော်ပျောက်သွားတယ်ဟုတ်ပါ ကိုကျရင်ရောပြည့်ချင်းမပြည့်ပြစေရှင်ဒီကြောက်လေးကျရင်တော့9000ပါရှင် ဒါစီးချက်အများကြီးကြံတာနော်ကိုကြီးတို့ရေနော်ဒီမှာကြည့်ညီလေးကဒါနည်းနည်းလက်နဲ့ပဲတိချာလေးစီးလိုက်ရင် okay ပြီဒီကောင်တော့ မင်္ဂလာပါရှင်ဒါလေးကျရင်တော့9000ပါနော်ထိုင်လေးလည်းတော်တော်လာပါတယ်ရှင် လာတယ်ဗျာကြောက်ခါဒီမှာကြည့်ဒီကောင်လေးကိုကြီးတို့နော်ကြိုက်ရင်9000ပါကိုကြီးတို့ရေနော်ဒီကောင်လေးကမီးပေါက်အားလဲလာတယ်ညီလေးလဲဝယ်ရရဈေးများလို့ပါဗျာကိုကြီးတို့ရေနော်ဟုတ်တဲ့ကြောက်လေးတွေထပ်ပြပေးပါမယ်ကိုကြီးတို့ရေโอเคဒီမှာကိုကြီးရောနော်မောင်မောင်လေးတစ်လုံးထပ်ပြမယ်ဒီကောင်ဖယ်လိုက်မယ်ဗျာနော်ဒီမှာကြည့်ဒီကောင်လေးကဒီမှာ तू ကဟိုပါတယ်ဗျာနော်ဒီမှာကြည့်ဒီကောင်လေး short ပဲပါတယ်ဒီမှာဗျာနော် short ပဲဆိုတော့သူတို့ဟိုအက်တဲ့နေရာပေါ့ဗျာနော်အက်တဲ့နေရာကိုကွာွားတာပေါ့ဗျာနော်ကွာတဲ့နေရာကိုပြန်ပုတ်စေးတာပေါ့နော်ဒါတွေကတော့သူ short တော့ပြန်တက်နေတယ်ဒါပေမဲ့ပြန်ပုတ်စေးတာတဲ့အနေထားဗျာနော်ဒါလေးကဒီမှာကြည့်ပါဒါသူရဲ့ကျွန်တော်တို့ထက်နာတွေကပဲ့သွားတာဗျာနော်သူကထက်နာလေးကနေပဲ့ထားတဲ့အနေထားပါဒီဘက်တွေလည်းပြပေးမယ်ဗျာနော်သူကကာလာတော်တော်ရင့်နေဗျတတော်လုံးတော့ပေါက်မယ်ကိုကြီးရောနော်ဒီကောင်လေးကဒီမှာကြည့်ပါပေါက်ချက်ကတော့တတော်လုံးပေါက်မယ်ဗျာနော်ဒီမှာဒီဘက်တွေဆိုတော်တော်ရင့်နေဗျာနော်အဓိကအားနေချက်တော့ဒီကောင်ပဲကိုကြီးရောနော်အဓိကအားနေချက်တော့ဒီကောင်ပဲဗျာနော်သားတန်းလေးနည်းနည်းပေါ်နေရပေါ့ဗျာနော်ကြည်ရတဲ့အနေထားကဒါပေမဲ့ဒီကောင်လေးကဘာလို့ရှိတယ်20သားလောက်ရှိတယ်ကိုကြီးရောနော်โอเคကြိုက်တယ်ယူမယ်ဆိုဒီကောင်လေးကိုက12000ပဲပေးချစ်ကိုတော့နော်12000ပဲပေးပါဗျာနော် အလေးကျရင်12000ပါရှင်ဈေးနှုန်းလေးနဲ့ ဒါလေးကဟိုဘက်မှာထက်နာလေးဖြစ်နေလို့ပါချစ်ကိုနော်ညီလေးတက်တက် short ပေးလိုက်တယ်ဗျာနော် မှတ်ပေးပါနော်ပထမဆုံးမှတ်နေပေးပါမယ်ရှင်12000ပါရှင် 12000ပါဗျ12000ပါတတော်တော့ပေါက်တယ်ဗျပက်လေတော့ပေါက်တယ်မလို့လားဒီဘက်တွေလေလာကာလာလည်းရင့်တယ်ဒီကောင်ကဒီမှာပဲဒီမှာလည်းအသားဒီမှာကိုကြီးရောနော်အသားမညံ့ဘူးနော်ကြည်ရတော့ကတော့အသားမညံ့ဘူးဗျ
နောက်ကြောက်လေးပြမယ်နော်မကြိုက်ရင်ကြော်ပေးမယ်ချစ်ကိုအော်နေဒီမှာလေလက်တော့မကပါနဲ့အော်နေဒီမှာကွန်ပျူတာလုံးပြကြည့်မယ်ကိုကြီးတို့ရေနော်ဒီမှာဒီကောင်လေးကမကြီးကိုကြီးတို့ဒီကောင်လေးကမနလေးကိုကြီးတို့နော်ဒီကကျွန်တော်ဟိုးအရင်တစ်ခါတော့ရောင်းဘူးတယ်ဗျာနော်ဒီကြောက်လေးကလေဒီကောင်လေးကပန်းမဲပေါ့နော်ပန်းတုံးလေးလို့ပဲပြောရမယ်ဗျာနော်ကိုကြီးတို့နော်သူကမျိုးတန်းအနေထားတော့ရင့်နေဗျာမစိုးဘူးဗျာနော်ကျွန်တော်တို့အချက်အတစ်လိုက်ရှင်တဲ့ကိုကြီးတော့အဆင်ပြေမယ်ဒီကောင်လေးရဗျာနော်ပန်းကရင့်တဲ့နေရာတော်တော်ရင့်နေဗျာနော်ဒီထဲမှာကြည့်ပါဒီဘက်မှာလည်းပါတယ်ဗျာနော်ဒီဘက်မှာလည်းပါတယ်ဗျာနော်သူကျိုးပုံစံသွားတာဗျာနော်သူကိုကြီးနေရောကိုကြီးရေ1000ကမရဘူးကိုကြီးရေနော်အဲ့ကောင်လေးကညီလေးက1000ခွဲရောင်းမလို့ကျွန်တော်တက်12000နဲ့ချော့ပေးလိုက်တာကိုကြီးရေနော်1000မရလို့ပါစိတ်မရှိပါနဲ့ဗျအဲ့ကောင်လေးကတလုံးလုံးကာလာစီးတယ်ကိုကြီးတို့ရေနော်ဟုတ်ကဲ့ဒီကောင်လေးကကိုကြီးတို့ရေနော်ဒီကောင်လေးကမနာပါဗျာနော်အလေးချိန်က15ကျပ်သားလောက်ရှိမယ်ကြောက်မျိုးတန်းတော့ရင့်နေဗျာနော်ဟုတ်ကဲ့ဒီကောင်လေးကြိုက်တယ်ဆိုရင်1000ခွဲပါကိုကြီးတို့ရေနော်ဒီကောင်လေးကြိုက်တယ်ဆိုရင်1000ခွဲပါဗျာနော်ဒီမှာဗျာနော်စီရောစီတယ်အရန်ကြီးကမဖြစ်ဘူးဗျာနော်ဒီမှာကြည့်ပါ ကိုရ ကို တော့ ရောက် စီး တော့ ရ ဆိုတာတောင်းတထောင်ဆုံးတာလုံးမရဘူးဟုတ်ကဲ့ဒါလေးကျတော့တထောင်ခွဲပါရှင် ကိုရောက်ဆိုဒီလုံးတော့ကိုကြီးနော်ရဒါကိုကြီးအောင်ဆို တထောင်ခွဲလုံးရတယ် ဟုတ်ကဲ့ကိုကြီးမျိုးမရတယ်ဗျာကိုကြီးရေနော်ကိုကြီးဒီမှာဒီကောင်လေးရတယ်ကြောက်မျိုးလေးရင်းတယ်ကိုကြီးတော်တော်ရင်းတယ်အနာလေးအနေထားလေးနဲ့ကမစိုးဘူးကိုကြီးဒီကောင်လေးလေရော့ကလေးရော့ပွင့်ခေါင်းလို့ကတော့မလွယ်ဘူးကိုကြီးအချက်တည်းပပုလိုင်းမယ်အဆင်ပြေမယ်တူရဲ့အပွင့်ကတော့မလွယ်ဘူးဗျမလွယ်ပါဘူးဗျဟုတ်ကဲ့ဒီမှာချစ်ကိုနော်ဒီမှာတစ်လုံးပြမယ်အရေးကြောက်ပြဒီကောင်ကအလုံးလေးကတော့သေးတယ်ကိုကြီးတို့လေးနောက်ကြတယ်ကိုကြီးရဲ့ဒီကောင်လေးကအလုံးလေးတော့သေးတယ်ကိုကြီးတေချာလေးရှိကြည့်ပြနော်သူကမန်းကဒီမှာပြဒီဘက်တစ်ခုလာတယ်ကိုကြီးတို့နော်ပြီးတော့ဒီဘက်တစ်ခုလာတယ်နှစ်ခုပြပြီးတော့ကျွန်တော်ဒီဘက်တွေလည်းပြမယ်ကိုကြီးတို့နော်ဒီဘက်မှာတွေ့လားကောင်လေးကသူကမန်းလေးလည်းပါတယ်ခေါင်းအားတော့ဟိုတိတ်မရှိဘူးကိုကြီးတို့ရဲ့အလုံးလေးကသေးလို့သူကအပဲ့တော့မပါဘူးကိုကြီးတို့ရေနော်ဒီမှာကြည့်ဒီဘက်တွေဆိုရင်သူကတေချာလဲစီးအောင်မယ်ကိုကြီးတို့နော်ညီအလုံးသေးတော့ညီလည်းတေချာပေါ့တေချာလေးမစေးနိုင်လို့ကိုကြီးတို့ရေနော်ဒီဘက်မှာဆိုလဲကိုကြီးတို့အသားတန်းကြည့်လို့ရတယ်ဗျာနော်ဒီမှာကြည့်အသားတန်းကတော့ဒီလောက်ဆိုရင်စိတ်ချရပြီဗျာနော်ဒါပေမဲ့အလုံးလေးတော့သေးတယ်ကိုကြီးတို့နော်ဒီကောင်လေးကမန်းပေါ်ပါတယ်ဗျကိုကြီးဝင်းတွင်းရေမန်းပေါ်ပါတယ်ကိုကြီးရေကိုကြီးစောရမေးရပေါ်ရလေကိုကြီးအပွင့်ကမလွယ်တော့ဘူးလို့ကျွန်တော်တို့အချက်တစ်ပပုလိုက်မယ်ကောင်းမယ်လို့ကျွန်တော်ပြောရလေကိုကြီးပေါ်တယ်ဗျာနော်ကိုကြီးဝင်းတွင်းရေမန်းပေါ်ပါတယ်ကိုကြီးရေနော်ကဲကိုကြီးဒီကောင်လေးကတော့ကိုကြီးတို့တိချဆေးရမယ် try လို့လည်းရအောင်မယ်ဗျာနော်အလုံးလေးရောသေးတယ်ဒါပေမဲ့သူကမန်းလေးလည်းပါတယ်အကြီးခေါင်းရမယ်ဗျာနော်ဟုတ်ကဲ့1000ပဲကိုကြီးရေနော် ဒီကျရင်တထောင်ပါရှင် မောင်မောင်းလေးရနော်ချစ်ကိုတို့ဒီကောင်လေးက ဒီနှုန်းလေးနဲ့မှန်ပြီ 1000ပဲကိုကြီးရေနော်ညီလေးကိုဈေးနှုန်းလေးနဲ့1000ဆိုလဲ1000ယူလေးတစ်ချက်မှန်ပေးလိုက်ပါရပါတယ်ဗျာနော် မှန်လေးပေးပါမယ်ရှင် ဒီမှာဗျာနော်အသားတန်းကလည်းဒီလောက်ဆိုရင်ရပြီဗျာနော်လောက်ဆို ဒါလေးကျရင်တော့တထောင်ပါရှင် 1000ပဲကိုကြီးတို့ကိုကြီးစုစုရတယ်ဗျာစုစုရပါတယ်ကိုကြီးဟိုဟာလေကိုကြီးအောင်ကျော်စနောက်ကျသွားတယ်ကိုကြီးတစ်ချက်နည်းနည်းလေးနောက်ကျသွားတယ်ကိုကြီးရဲ့ စီးရ ကိုကြီးစုစုရပါတယ်ရှင်စစ်
ကိုကြီးစုကအရင်တစ်ခါကမော်စီစာမာလာကိုလား ဟုတ်တယ် လဲလန့်မယ်ဗျာနော်တလုံးလုံးလန့်မယ်ဒီကောင်တွေကကိုကြီးတို့နော်မော်စီစာကြောက်စီကြောက်သားရတာများတယ်ဗျာနော်ဒီကောင်ဟိုပဲကိုကြီးတို့နော်ကြိုက်တယ်ပြီမဲ့ဆို3000ပဲကိုကြီးတို့နော်ဒီကောင်က3000ပါဗျာ3000ပါ အလေးကျရင်3000ပါရှင်ပထမဆုံးမှလေးပေးသားမယ်နော် 65ကျက်သားရှိရကိုကြီးတို့နော်ဒါမီးဝါလေးနဲ့ပြပေးတာပါ ဈေးလေးနဲ့မှတ်ပေးပါရှင်3000ပါရှင် 3000ဆိုရင်3000ယူတစ်ချက်လောက်မှန်းပေးပါဗျာနော်ကျွန်တော်ကိုဒီဘက်တွေ့လားဒီဘက်တွေလည်းပေါက်တယ်ဗျ ကြီးသားချင်းချင်းအပြည့်မယ်မိသားရှင်နဲ့မေး ဟုတ်ကဲ့ကိုကြီးရပါတယ်ဗျာနော်မေးရရှိရမေးပါကျွန်တော်ဒီများနာဆရာတွေနာပြန်မေးမှာပေါ့ ဒီနေ့တောင်ပေါ်ရောက်သေးတယ်တဲ့ ဆရာတွေနာပြန်မေးပြီးကျွန်တော်ပြောမှာပေါ့ရော့ ဆရာလေးဒီတ ဒါကိုကြီးမျိုးမင်းယူမှာကိုကြီးယူလိုက်တဲ့ဟိုကိုကြီးစီပြောင်းဝင်လာမို့တောင်ပေါ်ရောက်တော့ရောက်လဲကိုကြီးကဟိုဖြစ်ဖြတ်ခုံကဖွင့်လာမဖွင့်လာတော့မသိပါဘူးဗျာဒါပေမဲ့ပိတ်ထားမှာကိုကြီးရဲ့ဖွင့်အချိန်နေမကောင်းတော့ဘူးဖြတ်ခုံကဖြတ်ခုံရောက်သေးလားကိုကြီးရောက်သေးလို့လားကန်တာပဲတော့ဟိုမဖြစ်ဘူးကိုကြီး အဲ့လေးကျရင်3000ပါနော်ချစ်ကို 3000မှာဒါလေးဝါလူလေးတက်နေလို့ဗျာကိုကြီးတို့ရေနော်ဒီမှာကိုကြီးတို့နော်နောက် ကွန်တီစီ ဒေါ်လာစီတက်ကုန်ပြီလေဆရာလေ ကြောက်ရတယ်စမ်းတယ် ဒေါ်လာစီတက်ကုန်ပြီဆရာရေအခုကကြော်ပြီချစ်ကိုနော်ကြော်ပြီကိုကြီးတို့မကြိုက်ရင်ကြော်ပြီဗျ တသိန်းလောက်ပေါ့ရှင်ပေါ့ အဲ
ဒီမော်မောင်းလျံလေးမကြိုက်ကြဘူးလားချစ်ကိုရေနော်အလေးချိန်က30သားလောက်ပဲရှိတာဗျာနော်ဒီကောင်လေးကကျွန်တော်ပြပေးမယ်ဗျာနော် ဒီကောင်လေးကချစ်ကိုရေနော်မော်မောင်းလျံကြောက်လေးဗျာနော်ဒီမှာကြည့်ပါဒီကောင်လေးကကိုကြီးရေရိုးရိုးကာလာပေါ်မဟုတ်ဘူးဗျာနော်သူကအကာပေါ်ကပေါက်တာဒီကြောက်လေးကကိုကြီးရေနော်အကာလေးပါတာဗျကိုကြီးရေနော်ဟုတ်တယ်ကိုကြီးရေနေကောင်းပါလေဗျကိုကြီးရေ ကောင်းပါစေလို့စောင်းပေးတာဟုတ်ကဲ့ပါရှိကိုပြေးရစနေပြေးပြရစီရှင် ကဲကိုကြီးရေနော်ဒီကောင်လေးကကျွန်တော်ဟိုဟာဆိုရောင်းပေးမယ်ဗျာနော်ဒီကောင်လေးကမော်မောင်းလျံသူကအကာမျိုးလေးဗျာနော်ကိုကြီးတို့ကွမ်မယ်ဆိုတဲ့အကူတွေတော့အကြိုက်ပဲဗျာနော်သူကလုံးစွတ်ပါစီးချက်တွေလည်းလုံးဝအများကြီးကြံသေးရဲ့ဗျာနော်ဒီမှာကြည့်ပါမဆေးရသေးဘူးဗျာနော်ကိုကြီးတို့ရေနော်ဒီကောင်လေးကကြိုက်တဲ့ယူမယ်ဆိုဒီကောင်လေးက3000ပါကိုကြီးတို့ရေနော်ကိုကြီးက2000ပဲကြောက်ပြောတာတော့2000နဲ့လည်းကိုကြီးတို့မမေးရသေးဘူး ကွင်းနေဦးနဲ့ဒါလေးက3000 ကိုကြီးနေဝင်ထက်ရေဒီကောင်လေးကကိုကြီးရေမော်မောင်းလျံလေးဗျာကိုကြီးရေနော်ဟိုတရက်ကကျွန်တော်က3000ရောင်းတာပါဒီကြောက်လေးရဗျာနော် ကွင်းမျိုးမရပါဘူးဗျာ ကိုကြီးပြောပြရပါရဲ့ရှင် ကိုကြီးဒီမှာနော်သူရမ်းနေတာပါညာမိုက်တယ်ကိုကြီးဒီမှာကြီးဒါဒီအောက်ကဟိုကတော့အဲ့မှာဒီအောက်ကစင်းစင်းဖြူဖြူတွေကတော့သူ့အကာလေးပေါ်နေရပါကိုကြီးရေနော်အဲ့လိုမျိုးကွမ်မယ်ပါညာဆိုရင်တော့ဒီကောင်ဒီလိုမျိုးအကာလေးပဲအဆင်ပြေမှာကိုကြီးကျေးဇူးပါဗျာကိုကြီးရေနော်ကျေးဇူးများတင်ပါတယ်ဗျာအော်ဒီမှာကိုကြီးတို့အသားတန်းခေါင်းချင်တဲ့ကိုတွေဗျာနော်ဒီမှာတစ်လုံးပြပေးမယ်ကိုကြီးတို့နော်ကိုကြီးတို့ကနော်ချင်းနေကောင်းမှဟိုလေကိုတုတ်ရေဟိုနော်နောက်ပိုင်းချင်းနေလေးကောင်းတဲ့ခါကျမှဖိုးဆက်လိုက်လေလာလေအိမ်မှာလေကြောက်လေးပါလေးလာကြည့်ပါဗျာစကားလေးပါလေးပြောရပါတယ်ကိုကြီးရေနော်အားတဲ့ကိုတွေလာခဲ့ကိုကြီးရေနော်ဟုတ်ကဲ့ကိုကြီးဒီကောင်လေးကမော်စီစာဆာဖိလေးကိုကြီးတို့နော်ဒီကောင်လေးကဒီမှာသူကအပဲ့ပဲဟုတ်တယ်ဒါပေမဲ့ဟိုဟာဟောနော်ကိုကြီးတို့လည်းကြောက်အသားတဲ့အမြင်အထင်လေးလည်းခေါင်းရမယ်သားမြင့်လေးလည်းခေါင်းရမယ်ဈေးလေးလည်းတန့်မယ်ပေါ့ကိုကြီးတို့နော်အဲ့လိုမျိုးလေးဗျာနော်ဒါကြောက်လေးကတော့လာရဲကတော့သူကချူပဲ့ပဲကိုကြီးတို့နော်ကြောက်လေးကလာရဲကတော့ချူပဲ့ပဲဗျသူပေါက်အားလေးတယ်မစိုးဘူးဗျတချို့နေရာလေမကြည့်သူအဲ့လိုမျိုးဒါလေးလည်းမြင်လို့သူတို့ကရိုက်ဖဲလိုက်တာနေမှာပါကိုကြီးတို့နော်သူကြောက်သားလေးလည်းကျွန်တော်ပြပေးမယ်နော်ဒါသူအခွန်ကျွန်တော်ပြပေးတာချစ်ကိုနော်ဒီကောင်လေးကစာဖီကြော်လေးပဲကိုကြီးတို့နော်ဒီမှာပါဗျာနော်အခွန်လေးကတော့ညီတယ်လှတယ်မစိုးဘူးဗျာနော်ပြီးတော့ဒီမှာပြပေးမယ်ဗျာနော်ဟာကိုတော့အောက်စီရတယ် နေမျိုးလား ကျွန်တော်လည်းအောက်စီပဲလေကိုကြီးကျွန်တော်ကဒီဟိုဟာလေဆက်ဆန်ထုံးလေကိုကြီးဒီမှာကိုကြီးတို့သူ့အသားဒီမှာကြည့်အော်ကြာရမရှင်းနေဘူးဝဲဒီကောင်ကကိုကြီးတို့ရေနော်80သားလောက်ရှိတယ်လက်ကောက်တော့ခေါင်းဖို့မလွယ်ဘူးဗျာနော်ဒါကတော့အမြင်အထင်လေးနဲ့ကိုကြီးတို့ဟိုဈေးလုံးလေးလည်းအဆင်ပြေမယ်ဗျာနော်ဒီကောင်လေးကဒီမှာကြည့်ဒီကောင်လေးဆိုဒီမှာကြည့်ကိုကြီးတို့လာခဲ့ကိုကြီးလာခဲ့ဒီမှာကိုကြီးတို့နော်ဒီမှာပုတ်ထားတဲ့နေရာရှိရကိုကြီးတို့နော်ပုတ်ထားမဟုတ်ဘူးအမှန်တကယ်တော့သူတို့ရိုက်ဖဲ့ထားပါကိုကြီးတို့နော်ဒါတော့ကျွန်တော်ရိုက်ဖဲ့ထားဆိုတော့ကျွန်တော်ကနည်းနည်းကြည့်ကောင်းကွန်လိုက်တာပေါ့ကိုကြီးတို့နော်ဒီမှာကိုကြီးတို့နော်အသားတန်းကတော့ကိုကြီးတို့မစိုးဘူးတော်တော်မိုက်တယ်ဒီကောင်လေးကလေသူကကြောက်စီပြည့်တယ်ပေါ့ကိုကြီးရဲ့ကြောက်လေးကနော်ဒီကောင်လေးက80သားရှိတယ်ကိုကြီးတို့ရေနော်ကျွန်တော်ဟိုကပဲပေးပါဗျာနော်အကိုတို့ခေါင်းရှင်းတယ်ဆိုရင်ကျွန်တော်1000ခွဲပဲပေးပါကိုကြီးတို့နော်ချစ်ကိုရဈေးနှုန်းလေးနဲ့မှန်ပြီးပါ1000ခွဲပဲပေးပါဗျာနော်အသားတန်းကတော့ကိုကြီးတို့စိတ်ကြိုက်ဖြစ်မှာပါဗျာနော်ဒီကောင်လေးကသူကလည်းစစ်စစ်လုံးပဲပြောတာဟုတ်တယ်ညီလေးတို့ဒီအောက်ဈေးနားမှာပဲဒီဟိုမြိုင်ထဲမှာပဲနေတာကိုကြီးရဲ့သူလည်းဒီစစ်စစ်လုံးနဲ့ပဲတော့အရင်တစ်ခေါက်ဝယ်ဘူးရမဟုတ်လားကိုတော့ကဟုတ်တယ်လေကဲချစ်ကိုရလေးကျရင်1000ခွဲပါရှင်
အခုတော့ရေမရောက်ဘူးကိုကြီးရဲ့ဒီကောင်ကကြောက်သားမိုက်တယ်ဒါကျွန်တော်ကဘယ်လိုပြောမလဲဒီကောင်ကလေကိုကြီးရဲ့ဒီကကြောက်ရဲ့အောက်မှာအဝါစီပပလေးတစ်ထက်ခန့်နေလို့ကြောက်ကဟိုကဖြစ်နေတာဒီမှာကြည့်ကိုကြီးဒီမှာကြည့်ဒီတပေါက်ကိုကြည့်ဒီမှာကြည့်ကိုဒီတပေါက်ကိုကြည့်ကိုကြီးရဲ့နော်တွေ့လားဒီတပေါက်ကိုကြည့်ကိုကြီးတထောင်ဝဲဆိုတာညီဟိုကဖြစ်လို့ကြောင်းပေးတာပါကိုကြီးရဲ့နော်တကယ်ဈေးရတန့်တယ်ကိုကြီးရဲ့ ကိုတော့ရပါဘူး အဲ့လိုလို့ပါဆရာတော့ရဲ့ကျွန်တော်လက်ဆောင်လေးပါရေးလဲကျွန်တော်လော်နေထည့်ပေးပါမယ်ဗျာနော်ကိုကြီးဟိုတစ်ချက်ပေးရင်တက်ခဲတစ်လုံးလောက်ပေးပါဦး ကိုတော့ညီလေး ဟိုအနောက်မှာစီထားတဲ့ဟာညီလေးဖုန်းနံပါတ်တစ်ချက်ပေးကိုတို့မနေ့ကကြာရင်ကျွန်တော်ဟိုဖြစ်လိုက်မယ်ဖုန်းဆက်ပြီးလာပို့လိုက်မယ်လက်ခွန်းအကုန်လုံးမောက်ကုန်ပြီလားအပန်းရောက်ပေးရှိုးကုန်ပြီပေါ့အခုကြာလာတဲ့အပန်းမပေးနဲ့ဟိုဘက်တည်းကအပန်းပေးအခုအာသွင်းတဲ့တစ်လုံးမဲ့သွင်းတာကျန်နေရမသွင်းတော့နေနော်โอเคကိုကြီးညီလေးဖုန်းဆက်လိုက်မယ်ဗျာနော်မနေ့ရောက်ရင်ဗျာနော်အရေးကြောက်ပြပေးပါချစ်ကိုရေညီလေးမှာအရေးကြောက်ကမရှိဘူးကိုကြီးကအရေးကြောက်လောလောဆယ်မရှိသေးဘူးကိုကြီးရဲ့အရေးကြောက်ကမန်ပါတာပညာဒီကွာဘာရှိသေးလဲမသိဘူးကဲဒီကားနဲ့ပဲကျွန်တော်မွေးမှာကျွန်တော်တို့လည်းကဲဒီခါတစ်ခါရှင်းရရအဲ့ရနေမန်းလေးကနေဒီတောင်ကြီးကိုတစ်ခေါက်တဲ့တဲ့ခါလဲစိတ်နေရပဲလာပြီကိုကြီးရောနော်နောက်တစ်လုံးပြမယ်ဗျာနော်ကဲဟုတ်လားအဲ့တော့ပြန်လို့တော့ဗောကားသမားကြီးပဲလို့စားတယ်။ဒီကလည်းပတ်စံရော်ပြီးတော့ကားဆောင်မှာကြောက်လို့ကြောက်တော့ပြီ။ဒီတက်ခဲအဆင်မပြေဘူး လောက်ပြီလား ကိုကြီးတို့ရေခဏလေးဗျာနော်ကျွန်တော်မတက်ခဲတွေအဆင်မပြေနေဘူးဗျာအဲ့မှာ ကိုယ်နဲ့တက်ခဲလဲတော့မသိရတယ်နေတယ် အဲ့အစိမ်လေးသွင်းတဲ့အစိမ်လေးနဲ့ဆက်တယ်ပေါ့ ဒီမှာလာထည့်ပြကဲကိုကြီးတို့နော်တလုံးပြမယ်ကိုကြီးတို့ကွမ်ရမယ်ကြောက်ဒီကြောက်ကကိုကြီးတို့ရေနော်ဒီမှာဒီကောင်လေးကစာဖိလေးပဲကိုကြီးတို့နော်ကြောက်ကတော့ကိုကြီးတို့ရေမော်ကြီးပဲဗျာနော်ဒီမှာသူကဟိုဟာလေးနဲ့ကိုကြီးတို့နော်ဒီမှာစာဖိပါဗျာနော်အခုဒီမှာအဖြူလေးပေါ်နေကိုကြီးတို့သူအကာလေးနဲ့ဗျာနော်အကာဖြူလေးနဲ့ပါကြောက်ကကြောက်ကတော့ဟွာလောက်ရှိရကိုကြီးတို့50သား60သားရှိမယ်ဒီကောင်လေးရဗျာနော်ဒီမှာရှိကိုလို့နော်မြင်ရတာဗျာနော်ဒီကောင်လေးကမော်ကြီးပါဗျာနော်ဂျော်လေးကတော့စာပြီးဂျော်လေးကိုကြီးရည်နော်စာပြီးဂျော်လေးပါဒါရီကကိုကြီးအပဲမဟုတ်နော်ဒါဘာနော်စိန်တူခောက်ချက်ပေါ့ဒါသူ့အောက်ကအကာဖြူနော်ကိုကြီးရနော်ကြောက်လေးကကာဖြူလေးခံထားတယ်ဗျာနော်ကိုကြီးရည်နော်ကိုတော့ကပုံမှန်မှန်းတာဈေးရှိတိုင်းဖုန်းဆက်လိုက်လို့မှန်းတာဒီမှာဗျာနော်ကိုကြီးတို့ဒီတပေါက်လည်းမဆိုးဘူးဒီကောင်လေးကတော့ကွမ်မယ်ဆိုရဲကိုတွေကြိုက်ပေါ့ကိုကြီးတို့နော်ဒီကောင်လေးကအနာရှင်နေလဲကျွန်တော်ပြပေးမယ်နော်ဒီမှာပါနာလေးကဒီမှာတစ်ချောင်းတွေးရတယ်ကိုကြီးတို့နော်
တေချာလဲဆေးလို့ရအောင်မယ်ကိုကြီးတို့နော်ဒီမှာဗျာနော်အနေထားသူရန်အနေထားတွေမှာပြပြီးမယ်ဗျာနော်ရန်လဲဥကေတယ်ဗျာနော်စာဖိပါဟုတ်ကဲ့ကိုကြီးတို့နော်ဒီကောင်လေးကကြိုက်တယ်ယူမယ်ဆိုရင်ကျွန်တော်2000ပဲပေးပါကိုကြီးတို့ရေနော်2000ပါဗျာနော်2000ပဲပေးပါကိုကြီးတို့ရေနော် ဒီကျရင်2000ပါရှင်ဈေးနှုန်းလေး ကွန်ရမှာကိုကြီးတို့ရေနော်ဒီကောင်လေးကနော် ဒီကျရင်2000ပါရှင် တေချာစီးကြောရမယ် try လို့ရသေးတယ်ဗျာနော်အလေးချိန်က60သားလောက်ရှိရနော်ကိုကြီးတို့ရေနော်ဒီကောင်ကအလုံးလေးလည်းကြီးပါတယ်ဗျာနော်အထိုင်လေးလည်းလှတယ်အနာလေးကတော့တစ်ကြောင်းပါတယ်ဗျာနော် ဒီကျရင်2000ပါရှင် ကိုကြီးနေဝင်ထရပါတယ်ဗျာကိုကြီးရေနော် ဟုတ်ဘူးမြင်မနာဘူး ဒီကျဝင်ရပါတယ်ရှင်ကျေးဇူး ကိုကြီးအောင်ဆိုနောက်ကြတယ်ကိုကြီးရေကိုကြီး line မကောင်းလားမသိဘူးနောက်ကြနေ ကိုင်းနေဝင်တယ်မျိုးမြင်မနာဘူးနေဝင်လာလား မဟုတ်ဘူးမဟုတ်ဘူးကိုကြီးနေဝင်ထယူနေကြအကိုပဲမလားကိုကြီးနေဝင်ထရေဒီကောင်လေးကကိုကြီးတေချာဆေးလိုက်အောင်ကိုကြီးရေနော်ဆေးချက်တွေအများကြီးကြံနေရဗျာနော်ဒီမှာဒီကောင်လေးဆိုကိုကြီးတေချာဆေးရင်ဒီကောင်လေးဆိုပေါက်အောင်ပါဒီနားလေးလေဒီမှာတွေ့လား ပါတယ်ရှင် တွေ့လားဒီနားလေးဆိုကိုကြီးထပ်ပေါက်အောင်ပါဒီကောင်ကလေသူကဒီမှာဗျာနော်တော်တော်ငိမ့်နေကိုကြီးနော်စာဖိရန်ကလေတော်တော်ငိမ့်နေဒီကောင်လေးကရန်မိုက်တယ်ကိုကြီးကြည့်ကြည့်နော်အိမ်ရောက်ရင်ကြည့်ကြည့်ပါဗျာနော် ကိုင်းနေဝင်ဘယ်ကိုဖုန်းနံပါတ်တစ်ချက်ကိုကြီးနေဝင်ထရေညီလေးကိုဖုန်းနံပါတ်လေးတစ်ချက်မှတ်ပေးပါကိုကြီးရေနော်ညီလေးနားမှာအရင်ဝယ်ဘူးလားမသိပါဘူးကျွန်တော်မဝယ်ဘူးနဲ့ဖုန်းနံပါတ်လေးတစ်ချက်လောက်ပါကိုကြီးနော်ကဲဒီကောင်လေးချစ်ကိုဒီကောင်လေးကဟိုတရက်လည်းညီလေးရောင်းသေးတယ်ဗျာနော်မွန်မောင်းနေရန်ချစ်ကိုလို့ရင်နော်မန်းလေးလည်းပါတယ်အသက်ဆန်းခေါင်းရမှာဗျာနော်ရေချိုးရင်းနဲ့နှိမ့်မရဘူးတဲ့ ဖုန်းနံပါတ်ရပြီ ဟုတ်ကဲ့ကိုကြီးရေကျေးဇူးပါဗျာနော်ကိုကြီးနေဝင်တဲ့ရေကျေးဇူးပါဗျာနော်ဒီကောင်လေးကမွန်မောင်းနေကြောက်လေးပါချစ်ကိုလို့ရင်နော်ကောင်လေးကစီးချက်တွေလည်းစီးလို့ရသေးတယ် try လို့ရအောင်ပဲဗျာနော်သူကဒီကသူကမန်းလေးတွေပါတယ်ဗျာနော်ဒီမှာပါသူဒီမှာဆိုလဲမန်းပါတယ်ဗျာနော်ဒီမှာပါဒါလေးကမန်းလေးတွေကိုကြည့်ရောနော်မန်းလေးတွေဗျာနော်အထဲမှာတော့ဘယ်လိုနေမလဲတော့ပြောတတ်ဘူးဗျာနော်အရေးမန်းတော့မဟုတ်ဘူးကြည့်ရတာတော့ဗျာနော်ပန်းလောက်ပဲပါမယ်နဲ့တူရဗျာနော်ကိုကြီးတို့ဒီကောင်လေးကဒီမှာဗျာနော်ဒီမှာလဲမန်းကြည့်မန်းတော့ဒီမှာဗျာနော်တော်တော်လေးဟိုဟာဖြစ်နေတယ်ဗျာနော်ဒီမှာလဲပါတယ်ဒီကြားထဲမှာလဲပါတယ်ဗျာနော်ဒီမှာဒီကောင်လေးလဲမန်းနေပဲကိုကြီးတို့နော်ဒီကောင်လေးကဟိုနေ့ညညီလေးဟိုဟာ9000နဲ့ရောင်းနေတဲ့ကြောက်လေးကိုကြီးတို့နော်ဟုတ်ကဲ့ဒီကောင်လေးကဒီမှာကိုကြီးတို့နော်တစ်လုံးလုံးကိုဒီမှာကြည့်ပါဗျာနော်ကျွန်တော်အနာအနေထားပါညာတိချာပြပေးမယ်ဗျာနော်ရန်အနေထားအနာအနေထားအနာလုံးဝမပါဘူးဗျာနော်ဒီကောင်လေးကဟုတ်ကဲ့ဒီကောင်လေးကကိုကြီးတို့ကြိုက်တယ်ဆိုရင်ကျွန်တော်4000ပဲပေးပါဗျာနော်ဒီနေ့4000ရရင်ညီလေးရောင်းမယ်ကိုကြီးတို့နော်4000အောက်ဆိုရင်ညီလေးမရောင်းဘူးဗျာနော်ကိုကြီးတို့ရဲ့ဒီကြိုက်တယ်ဆိုရင်4000တော့ပေးပါဗျာနော်ညီလေးမကြိုက်ရင်လည်းကြော်ပေးပါမယ်ဗျာနော် ဒီကျရင်တော့4000ပါရှင် Can know where you may know ကျရင်4000ပါရှင် မကြိုက်ရင်ကြော်မယ်ကိုကြီးတို့နော်နောက်တစ်လုံးပြမယ်ဗျကဲကိုကြီးမော်စီစာတစ်လုံးပြမယ်ဗျနော်ဒီကောင်လေးကိုမော်စီစာလေးတစ်လုံးပြမယ်ဒီကောင်လေးကဒီမှာကြည့်ပေးပါကိုကြီးတို့ရေနော်မော်စီစာပါ
ဘယ်ကောင်လဲဘယ်ကောင်လဲကိုကြီးအဲ့ကောင်ပတိရတော့ကိုကြီးရဲ့ဟိုနည်းနည်းခါသားလို့ဆိုရင်ထုတ်လို့ရပြီအောင်မတွေ့လားဒီကောင်လေးရကိုကြီးကိုမော့စီစာလေးကိုကြီးကိုနော်၄ချိန်က30သားလောက်ပဲရှိရဗျာနော်သူကဒီမှာအကာပါလေးနဲ့ကိုကြီးကိုဒီမှာတွေ့လားပန်းလေးတော့ပါမယ်ဗျာနော်မြေမှန်ပန်းလေးဆိုနည်းနည်းလန့်ပတ်ဆန်တယ်ကိုကြီးကိုနော်ကောင်လေးကမော်စီစာအဓိကအချစ်ကိုနော်မော်စီစာသူကကြောင်မျိုးချင်းချင်းလေးကိုကြီးတို့အဓိကကဒီကောင်ပေါက်ချက်ကြီးလည်းအရင်ကြီးတော့မလှပါဘူးကိုကြီးကိုနော်အဓိကကဒီမှာသူကြောက်ပေါက်လေးရယ်သူကအကာလေးနဲ့ကိုကြီးကိုနော်အကာပါလေးနဲ့မို့လို့ကိုကြီးကိုဒီကြောက်လေးရလေဒါလေးကဟိုကခေါင်းရှင်တဲ့အကိုတွေအတွက်ပါကွမ်မဲ့အကိုတွေအတွက်အဆင်ပြေမယ်ဗျာနော်ဒီကြောက်လေးကဟုတ်ကဲ့ဒီကောင်လေး1000ပဲကိုကြီးကိုနော်1000ပဲဗျာနော်ကွမ်မဲ့အကိုတွေလုံးဝမိုက်မှာဒီကြောက်ကဗျာနော်ဒီမှာကြည့်ဒီကြောက်ပေါက်ကကြည့်ကိုကြီးကိုနော်ကြောက်ကောင်းနားလေးတဲ့ကိုတွေကတိပါတယ်ဗျာနော်ဒီတစ်ပေါက်ဆိုရင်တိပြီကိုကြီးစောလာဘာကြီးကိုရောကျော်စောလောကောင်ကအကောင်ကကိုကြီးရဲ့အသက်ဆန်းမှာကျွန်တော်တို့မျောပြီးခေါင်းလို့ရတယ်အသားဆန်းမလားမဆန်းမလားဒီခေါင်းလို့ရတယ်ကိုကြီးအကောင်လေးရလေသက်ဆန်းဒီခေါင်းလို့ရတယ်အကောင်လေးရကိုကြီးရဲ့ဟုတ်ကဲ့ကိုရောကျော်ဆွေးရပါတယ်ဗျကိုကြီးရဲ့နော်ကိုကြီးမတန်ဦးတင်လို့လားမသိဟုတ်တယ်4000အကောင်ကကိုကြီးရေဟိုကအသက်ဆန်းခေါင်းရမှာချစ်ကိုโอเคပါကိုကြီးရေကျေးဇူးတင်ပါတယ် share ပေးရကျေးဇူးအများကြီးတင်ပါတယ်ဗျကိုကြီးရေတော့ဒီမှာဒီကောင်လေးနဲ့အကာလေးပဲကိုကြီးရေနော်ဒီကောင်လေးကတော့ဟိုပါဗျမနလေးကိုကြီးနော်ကိုကြီးရဒါမျိုးလေးဟိုဟာဒါမျိုးလေးဟိုဟာဖြစ်ရဆိုနင်းနော်လူကြိုက်နေတဲ့ထင်လို့ကျွန်တော်တက်ထည့်ပေးလိုက်ပြီကိုကြီးနော်ဒီကြောက်ပေါက်ကကိုကြီးတို့ရေကွမ်ရမှာဗျာနော်နှမျောစရာကြီး1000မရတဲ့ကိုတကယ်နှမျောဖို့ကောင်းတယ်တကယ်ကိုနှမျောဖို့ကောင်းတာစောတော့ကြောက်လေးကိုကြီးတို့ရေကိုကြီးနေအောင်ရေနောက်ကျသွားပြီကိုကြီးရဲ့အော်ဒီမှာဒီကြောက်လေးတစ်လုံးပြကြည့်မယ်ကိုကြီးတို့ရေနော်ဆာဖီလေးတစ်လုံးပြနော်ဒီကောင်လေးကတော့ဒီမှာကိုကြီးတို့ဒါလေးရတော့ကိုကြီးတို့နော်ဈေးချိုရလေးညီလေးရောင်းပေးနေတယ်ဒီထဲကနေကိုကြီးတို့ကရွေးပြနော်ကြောက်လေးတွေတေချာကြည့်ပြီးရွေးပါဗျာနော်ကြောက်ကဝယ်တက်ရင်အဆင်ပြေပါတယ်ကိုကြီးတို့နော်ဒီကောင်လေးကတော့ဆာဖီလေးကိုကြီးတို့မော်ကတော့ညီလေးလည်းမပြောတတ်ဝယ်တဲ့လူကတော့မော်စီစာလော့ရရပဲကျွန်တော်ရတာပဲဗျာနော်ဒါပေမဲ့ကျွန်တော်စီစာလို့လည်းကျွန်တော်မထင်ဘူးဗျာနော်အဲ့လိုမျိုးဖြစ်နေတာရမ်းမညာတော့တူတယ်ဒါပေမဲ့သူ့ပါလေကြောက်ကအပန်းရောင်ကြီးဖြစ်နေတာဗျကြောက်မျိုးကတော်တော်ရင်းတယ်ကြောက်မျိုးကတော်တော်ရင်းတယ်အကာထူကြီးနဲ့ဒီကောင်ကလေကွမ်မဲ့ကိုတွေရောအဆင်ပြေမယ်ဗျကိုကြီးကြောက်ဝင်ရေညီလေးတောင်ကြီးရပါဗျကိုကြီးရေတောင်ကြီးရပါဗျဟုတ်ကဲ့ကိုကြီးနော်ဒီကောင်လေးကဟောလောက်ရှိမယ်30သားလောက်ရှိမယ်ဗျာနော်ဒီကောင်လေးကအကာတူလေးနဲ့ကြောင်မျိုးရင်းလေးခေါင်းရမှာကိုကြီးနော်ဒီကောင်လေးကကြောင်မျိုးတော်တော်ရင်းတယ်ဆေးမဲ့ဆိုလဲဆေးလို့ရသေးရဲ့အပဲ့လုံးဝမပါဘူးဗျာနော်အကာတူလေးနဲ့ကိုကြီးတို့နော်ကွမ်မယ်ဆိုလဲကွမ်လို့မိုက်မယ်ဒီကောင်လေးကနော်ဒီကောင်လေးကြိုင်1000ယူပါကိုကြီးတို့နော်1000ပါဗျာနော်ကြောက်လျာဒီမှာပါဆာဖီကြောလေးပါကိုကြီးတို့နော်ရန်နေပါညာတော့မော်စီစာတူတယ်ဗျာနော်ဒါပေမဲ့သူကာလာလေးကလေအပန်းဘက်သွားတယ်လို့မျိုးဖြစ်နေတာဗျာနော်ပန်းလေးဖြစ်နေတာကြောက်လေးကလေဟိုတချို့ဆာဖီတွေအဲ့လိုလေးခဲရောင်လေးပေါက်တယ်ဒီကောင်တော်တော်ပန်းသွားတာဒါပေမဲ့ဒီကောင်လေးကကြောက်မျိုးတော်တော်ရင့်တယ်ကိုကြီးတို့နော်စံခေါင်းရှင်တဲ့ကိုတွေတွက်ဗျာနော်ရန်နေထားပါညာဒီကောင်လေးကမိုက်တယ်ကိုကြီးတို့နော်
ကိုတော့ခုတ်တာမသိဘူးတဲ့ ကိုကြီးစီပြောင်းနောက်ကြပြီကိုကြီးရဲ့ ကိုရှိကနောက်ကြတယ်ကိုရညဆိုရတာပါရှင် ကိုရောင်ကျော်စုရပါပြီကိုကြီးစီပြောင်းရဲ့တောင်ကြီးကပါဗျတောင်ကြီးကပါဗျကိုရိုရဲ့ကဲကိုကြီးရေနော်မကျွန်တော်လမ်းလာလေးတစ်လုံးပြမယ်ဗျာနော်မောင်လေးရဲ့စီးချက်ကြံဒီမှာကိုကြီးရေနော်ဒီကောင်လေးရာဒီမှာကြည့်ပါဗျာနော်ဒီကောင်လေးကဟွာလောက်ပဲရှိတာကိုကြီးရေနော်ကြောက်လေးက15ချက်သားလောက်ပဲရှိရဗျာနော်အလုံးလေးကသေးတယ်ဗျာနော်ဒါပေမဲ့ तू ကကာလာလေးရမ်းစီးပြီးရမ်းလာတယ်ကျွန်တော်ပြပြမယ်ဗျာနော်မာ तू ရမ်းအနေထားဒီမှာဗျာနော်โอเคပါဗျာကျေးဇူးပါကိုကြီးရေ အမကမန်တပ်ဘူးသူနဲ့ဆုံးနေနေရ ဒီမှာကြည့်ကိုကြီးရေနော်ဒီတပေါက်ကတော်တော်ကိုမိုက်တာဗျာနော် तू ကကာလာစီးတာကိုကြီးရေနော်ကာလာတော်တော်ကိုစီးတာဒီကြောက်လေးရလေဒီမှာကြည့်ကိုကြီးရေနော်ဒီနားမှာတော့မတွေ့လာကိုကြီးမန်းလိုမျိုးလေးတော့တွေ့တယ်ဗျာနော်ဒီမှာကြည့်ဟုတ်လားမန်းမဲနဲ့တွေ့ဟုတ်ကဲ့ပါကိုကြီးရေပြေးစုနဲ့ပြေးပါစေဗျာကိုကြီးရေရောင်းလို့မစိုးပါဘူးကိုကြီးရေရောင်းကောင်းပါလေဗျာညီလေးလိုက်ကဟိုအခုရက်ပိုင်း3-4ရက်မှတစ်ခါလွှင့်နေတာလွှင့်နေဘာအကြောင်းလဲမဟုတ်ပါဘူးကိုကြီးရေမျိုးလေးနည်းနည်းအကုန်လုံးဟိုပြည့်နေရဲ့ရှေ့မှာညီလေးတဲ့အဲ့လိုမျိုးကြီးမလုံလို့အဲ့လိုမျိုးစိတ်မလုံလို့ကဲကိုကြီးတို့ဒီကောင်လေးကကာလာလေးတော်တော်ရင့်တာနော်ကိုကြီးတို့နော်တကယ်ကိုတော်တော်ရင့်တယ်အပြင်မှာလည်းတော်တော်ကိုရင့်တာဟုတ်ကဲ့ဒီကောင်လေးကိုကြီးတို့နော်ဟိုလောက်ပါကြိုက်ရင်ကျွန်တော်2000ပဲပေးကိုကြီးတို့နော်2000ဆိုတာတကယ်ဟိုဖြစ်တဲ့ဈေးပါဗျာနော်ကိုကြီးတို့နော်ကိုကြီးတန်နေဗျာနော်တန်နေတကယ်တန်တဲ့ဈေးပါဗျာနော်ဒါနည်းနည်းဆရာကြီးတွေလိုက်ရောက်ဝိုင်းကိုကြီးသိမ်းပိုင်းပေးရမယ်ဗျာနော်ဒီကြောက်ကတကယ်ပြောတာပါ အလေးကျရင်2000မှရှင်ရှစ်ကိုရောရေ ကိုတော့ရေမရဘူးကိုကြီးရဲ့ဒီကောင်လေးကတကယ်ကြောက်ကောင်းလေးပါကိုကြီးရေနော်မရဘူးကိုကြီးရေနော်ဒါဟိုတရက်ကကျွန်တော်3000ရောင်းနဲ့ကြောက်ကိုကြီးရေဟိုတရက်ကလေဟိုတနေ့ကလိုက်မှာကိုကြီးကြည့်ပါဗျာနော်ကာလာလေးတော်တော်စီးတယ်စီးချက်လဲကြံ့တယ်ကိုကြီးရေမကြည့်ဗျာနော်သူဟာဒီမှာဗျမန်းပုံစံဒီမှာဗျနော်ကျွန်တော်ကကိုကြီးတို့အာယုံထက်ရကြားမှာဆိုလို့ကျွန်တော်မပြောတော့တာဒီမှာတွေ့လားကိုကြီးတွေ့လားဒီမှာတွေ့လားအဲ့ကြောင့်ကာလာတော်တော်စီးနေတာဗျဒီမှာတွေ့လား ကျရင်2000မှရှင် ကိုရောင်ကျော်ဆိုရယူတဲ့ ကိုရညဆိုရပါရှင် ကိုရောင်ကျော်ဆိုရပါတယ်ဗျကိုကြီးရေနော်ဒီမှာကျေးဇူးပါကိုကြီးရေကျေးဇူးပါဗျာနော်ဩတွေ့လားကိုတော့ကြိုက်ရင်ယူလိုက်တော့မဟုတ်ကိုကြီးရေတန်မောကြိုက်ရင်ယူလိုက်တော့မဟုတ်ဘူးကိုကြီးရေ နည်းလေဟာကြီးလေးတစ်ခါတော့လား ကဲဒီမှာကိုကြီးစာဖိတွေတလုံးပြမယ်ဗျာနော်ဟုတ်ကဲ့ကိုရောင်ကိုလည်းရေမင်္ဂလာပါဗျာကိုကြီးရေနေကောင်းရဲ့လားဗျာကဲကိုကြီးဒီကောင်လေးကစာဖိလေးပါကိုကြီးဂျောကတော့ဒီဟိုပါပဲကိုကြီးနော်ပုံမောင်းလေးဂျောပဲဒီမှာကိုကြီးနော်သူအဓိကဒီမှာဗျသူမန်းကျိုးလေးဒီမှာဒါလေးပဲအဲ့ဒါလေးပဲကျောက်ကစိတ်ဝင်စားကြကောင်းတာအဲ့ဒါလေးပဲရှိတယ်ကျန်တဲ့နေရာကတော့အကာဆိုတော့မီးရလည်းမပေါက်ဘူးဗျာနော်
ဒီမှာတွေ့လာကိုကြီးတို့ကြောက်ကဒီလိုသွားတယ်ဒီလိုမျိုးတက်တယ်ကျန်တဲ့နေရာတွေလိုက်စီးလို့ရအောင်ပဲဗျာနော်ညောဒါမကောင်းပါဘူးကြီးရယ်နော်နောက်ကြောက်လေးပြန်မကောင်းဘူးဆိုတာကြားရတာနည်းနည်းဟိုဖြစ်နေကိုရောင်ကိုလေးနေကောင်းရဲ့လားဗျာ ဟုတ်ကဲ့ချစ်ကိုနော်ဒီကောင်လေးကမော်မောင်းနဲ့ကြောက်လေအထိုင်လေးကတော့လမ်းနေဒီမှာဗျာနော်ဒီမှာကြည့်စီးချက်တွေကဒီမှာကိုကြည့်ရနော်စီးချက်တွေကဒီမှာဒီကောင်လေးကသူ့အဝါပေါ့နော်ကိုကြည့်ရနော်နက်ဖဲ့လားမသိဘူးဗျာနော်ကြည့်ရနက်ဖဲ့ဖြစ်ဖို့များတယ်ဗျာနော်ဒါနက်ဖဲ့ကိုအခွန်ပြန်တက်ထားတာအဲ့ဒါကိုပြန်စီးထားရအနေထားဗျာနော်ဒီမှာကြည့်တော့ရင်းတဲ့ကာလာကအပဲမဟုတ်နော်ကိုကြီးနော်အပဲမဟုတ်ပါဘူးဗျာနော်အပဲတွေပါညာမပါတော့ပါဘူးဗျာနော်ကဲကိုကြီးတို့နော်1000ပဲဗျာနော်ဒီကောင်ကိုကြီးတို့နော်မြန်မှန်ပါကိုကြီးတို့ရေနော်မြန်မှန်ဗျာနော်ကြောက်သားလေးကောင်းနေဗျာနော်တန်အောင်ရောင်းပေးတာပါကိုကြီးတို့ရေနော်တန်ပါတယ်ဗျာနော်1000ပါပဲဗျ1000ပါပဲဗျာနော်ဟုတ်ကိုကြီးအောင်ကျဟုတ်ကဲ့ပါဗျကိုကြီးတူလေးရတယ်ဗျကိုကြီးတူလေးရပါတယ်ဗျကိုကြီးဒီကောင်လေးမိုက်တယ်ကိုကြီးရေနော်ကိုကြီးငိမ့်သူအောင်ရင်နောက်ကျပါပါတယ်ရှင်ကြောက်ကဒီမှာဗျကြီးရတာဒီကောင်ကဟိုဟာလေးပဲဗျနော်တန်ကြီးဆက်လေးပဲကိုကြီးအကာလေးနဲ့ကြောက်ကလေဒီမှာဒါသူ့ကြောက်သားဒီမှာကိုကြီးတွေ့လားဒါသူကအခွန်ပါလေးပြန်တက်နေရပါတော့ကြောက်သားလေးမြင့်နိုင်တယ်ကိုကြီးဒီကောင်လေးကလေအင်းညာပဲကြောက်ကညက်ချောလောက်လောစီတော့ညက်ချောလောက်တော့အနှိမ့်ဆုံးထင်တာပဲကျွန်တော်ကိုရဲရွှေနောက်ကြတယ်ကိုရဲရှိဝေးလို့လားမသိဘူးနောက်ကြတယ်ကိုကြီးဟုတ်ကဲ့ကိုရောင်ကျော်စိုးရေနော်အဲ့ကောင်လေးကျွန်တော်ပို့ပေးပါမယ်ကိုကြီးနော်ဒီနေ့ကိုရောင်ကျော်စိုးယူရဲတာတက်ထားတာနော်အဲ့ဒါလေးနော်ကိုကြီးနင်းအောင်ရေးနောက်ကြတယ်ဗျာကိုကြီးရေဟုတ်ကဲ့ချစ်ကိုနော်ဒီကောင်လေးလည်းမော်မောင်းနေတယ်လမ်းတယ်ဒီကောင်လေးဟိုတင်းရက်လေးကြီးလေးပြပြီးပါပြီဗျာနော်အကာလေးဒီကောင်လေးရဗျာနော်ချစ်ကိုလေးနော်ကွမ်မဲ့အကိုလေးကြိုက်လေးပဲဗျာနော်ဒီကောင်လေးကလောပါနေဟာဟုတ်ဟွာရီလောက်ပါဟိုမြန်မာအဲ့တော့ဖွင့်ရလေးဖွင့်မေးကြည့်ဟောရိုးရတဲ့ရှင်းဖွင့်ဟာနေမဖွင့်အဆိုင်ကိုပြီးဖွင့်လိုက်ဟာဟုတ်ကြိုက်ဘူးကိုယ်ရှင်းလို့မရစွန်းလွင်ဆိုမြန်မာအဲ့တော့မှပြန်နေတာပြောတာကိုကြမဆိုင်လာမလို့နော်ကဲကိုကြီးဒီမှာနော်ကိုကြီးနော်ဒီကောင်လေးကမော်မောင်းနေအကာမျိုးလေးကိုကြီးနော်ကြောက်ကကာလာတော့တော်တော်စီးတယ်ဗျာနော်ဒီမှာဗျာနော်အကာလေးနဲ့ကြောက်လေးရကိုကြီးနော်ဟုတ်ကဲ့ကိုကြီးနော်ဒီကောင်လေးကတော့ကာလာတော့တော်တော်စီးတယ်ဗျာနော်ကိုကြီးနော်အကာမျိုးလေးဗျာနော်ဒီဘက်တစ်ချက်ကလုံးဝမစေးရသေးဘူးကိုကြီးနော်မကြည့်ပါဒီကောင်လေးကကိုကြီးတို့ကွမ်မဲ့အကိုတွေအတွက်ဗျာနော်ကွမ်မဲ့အကိုတွေအတွက်လုံးဝရှဲ့ပါဗျာနော်ကာလာလေးကတော့တော်တော်ကိုစီးပါတယ်ဗျာနော်ဒီမှာကြည့်ပါဟုတ်ကဲ့ဒီကောင်လေးကကြိုက်နေပြီဆိုကိုကြီးတို့ဒီကောင်လေးကကျွန်တော်ဈေးလေးနည်းပို့တောင်းမယ်ဗျာနော်ဒီကောင်လေးကိုကျွန်တော်ဟိုပဲပေးဗျာနော်2000ခွဲပဲပေးကိုကြီးတို့နော်ဒီကောင်လေးက2000ခွဲပါဗျာနော်ဟိုဒီနေ့ကကျွန်တော်ဒါ3000ခွဲရောင်းနေကြောင်းတော့ကိုကြီးတို့နော်3000ခွဲကိုအကိုတွေမကြိုက်လို့ကျွန်တော်1000ထက်ချော့လိုက်တာဗျာနော်ဘာလို့လဲကျွန်တော်တို့ဝယ်ရတဲ့ရင်းရတယ်များလို့ပါကိုကြီးတို့ရေနော်ပြီးတော့ဒါရိုးကာလာပေါ့မဟုတ်ဘူးဗျာနော်သူကအကာလေးပါလို့ကိုကြီးတို့ရေနော်အကာမပါရင်တော့1000ခွဲပေါ့ကိုကြီးတို့ရေနော်ကိုတော့ကကောင်းဝေးယူရလို့နော်2000ခွဲဗျာကိုကြီးရေ
နင်တားဒီမှာမလေးပို့လိုက်မယ်ဖွင့်လိုက်နော် သူကဒီမှာကိုကြီးရယ်နော်သူကအနာလေးတယ်သူကလုံးဝမပါဘူးဗျာနော်သူရန်နေတာပါညာဒီမှာဗျာနော်ကြောက်လေးကလည်းဟိုပြစ်လို့ပါကိုကြီးရယ်နော်အလုံးလေးသေးပေမဲ့ကြောက်လေးကောင်းလို့လည်းဈေးပုတ်ပေးရတာပါကိုကြီးရယ်နော်ဒီမှာသူဟိုဒီမှာဗျာနော်ဒါလေးတွေဆိုကိုကြီးတို့ဒီမှာသူတစ်ချက်ဆေးထားတယ်ဗျာနော်ဒီမှာကြီးတစ်ချက်ဆေးထားတယ်ဒီမှာဒီဘက်တွေပါလေပုတ်လိုက်ဟိုဘက်ဒီဘက်အဖြောင်တွေပါလေရပါပြီကိုကြီးရယ်နော်ဒီကောင်လေးကကိုကြီးကိုတို့ရေမရဘူးကိုကြီးရဒီကောင်လေးကညီလေးအိုတနေ့က3000ခွဲနဲ့ရောင်းတာကိုကြီးမရညီလေးလိုက်မှကြည့်တကယ်ပြောတာပါဗျာနော်ညီလေးအဲ့လောက်လေးရမှာပဲညီလေးအတွက်အဆင်ပြေမှာမဟုတ်လို့ကိုကြီးရနော်2000ကတကယ်ကိုမရလို့ပါကိုကြီးရနော်ကောင်လေးကအကာပါလေးနဲ့မဟုတ်လို့ကိုကြီးရရွရွကြောက်ဆိုရင်ညီလေး1000နဲ့လည်းပေးလိုက်လို့ရတယ်ကိုကြီးကိုနော် ရောင်းလာနော် ဒီမှာမန်ဖက်ပြီး messenger မှာပို့တာဖွင့်ပြလိုက် မရလို့ပါကိုတို့ရင်နော်စိတ်မရှိပါနဲ့ကိုကြီးရနော်ညီလေးကလေဈေးရလေညီလေးအချော့ပေးနိုင်ဆုံးဈေးကိုညီလေးအနှိမ့်ဆုံးဈေးကိုညီလေးကတခါလေးပြောပလိုက်တာအဲ့လိုမျိုးအဲ့ကြောင့်ညီလေးကထက်ပြီးချော့ပေးလို့မရတော့တာကိုကြီးရနော်စိတ်မရှိပါနဲ့ဗျာနော် အပေါ်ရိုက်ခွဲတဲ့ ငါက music ကနေတော့ဖွင့်ပြမယ် okay ငါတို့မှာ music ခဏလေးကိုကြီးရနော်ကိုကြီးတို့အဆင်ပြေမဲ့ကြောက်ညီလေးချပေးမယ်ဗျခဏလေးပါ ကိုင်းနေအောင်2000မရပါဘူးခင်ဗျာ ကိုကြီးညီရောအေးမရလို့ပါဗျာစိတ်မရှိပါနဲ့ဗျာနော်ဒီမှာကိုကြီးတို့ဒီမှာမောင်မောင်လေးနောက်တစ်လုံးပဲဒီကောင်လေးကြတော့ကိုကြီးတို့ရေဟွာလောက်ရှိတယ်ဒီကောင်40သားလောက်ရှိတယ်စောရောကောင်တဲ့အများကြီးကြီးတယ်ဒီကောင်ကပြီးတော့ဒီမှာစီးချက်လေးကဒီမှာတစ်ချက်ပဲရှိတယ်ကိုကြီးတို့နော်ဒီမှာကြည့်ဒါစီးချက်လေးကဒါလေးပဲရှိတာကောင်းတယ်လေဒီချင်းလေးနည်းနည်းချက်ဒီမှာကိုကြီးတို့နော်ဒီမှာတစ်ချက်စီးရတယ်ဒီမှာကြည့်ဒီဘက်တစ်ချမ်းနေမပို့ရသေးဘူးနော်ကိုကြီးတို့နော်ပို့ရင်ပေါက်မှာပဲကိုကြီးတို့ဒီဘက်မစေးရသေးဘူးဗျာနော်ကိုကြီးရေညီလေးမလေးအရေးကြောက်ကလုံးဝမရှိတာကိုကြီးရဲ့ 3000ပေးမယ်တဲ့မတ်ထွား ကိုကြီးဒါဒီကြောက်လေးကိုပြောရလားဗျာနော်ဒီကောင်ကညီလေးရဲ့2000ခွဲဆိုရောင်းမှာပါဗျာနော်2000ခွဲဆိုရောင်းမှာပါ3000မဟုတ်ဘူးကိုကြီးရေ2000ခွဲဆိုရောင်းမှာပါဗျာနော်ဒီကောင်လေးကကိုကြီးတို့ရေဒီကောင်လေးကတကွက်ဆေးလေးကိုကြီးတို့အများကြီးလုံးချကြံသေးရဲ့ဗျာနော်ဒီဘက်ဆိုရင်လုံးဝမဆေးရသေးဘူးကြောက်အနေထားရဲ့အနာပါညာကတော့ဒီလောဆယ်မတွေ့ရဘူးဗျာနော်ဒီကောင်က40သားလောက်ရှိတယ်ကိုကြီးတို့ရေနော်ဒီကောင်လေးကတော့ကြိုက်တယ်ပြီမယ်ဆို1000ခွဲပဲကိုကြီးတို့ရေနော်ဒီကောင်လေးကတော့ကိုကြီးတို့အစအဆုံးဆေးရမယ်ဗျာနော်ဒီကောင်လေးက1000ခွဲပဲဗျာနော်ဒီအစအဆုံးဆေးရမယ်ဒီကောင်ကတော့ဗျာနော်ဒီကောင်လေးကတော့2000ခွဲပါကိုကြီးတို့နော်2000ခွဲကဒီကြောက်လေးပါဗျာနော်သူကကာလာစီစီလေးနဲ့မို့လို့ကိုကြီးတို့ရဲ့နော်ကာလေးလည်းပါတယ်ဗျအဲ့လိုမျိုးကြောင်းမလို့ဗျာဒီကောင်လေးကဒီမှာတစ်ချက်ပဲပို့ရသေးရဲ့ကိုကြီးတို့ရေနော်ဒီမှာပါဒီကောင်လေးက1000ခွဲပဲနော်ဒီမှာဒီချက်လေးပဲဘယ်ရဘယ်4000နဲ့နော် ကိုရတဲ့ဆိုရင်4000နဲ့တားဆိုင်ရတယ်ဆိုတာ ချစ်ကိုရမယ်ကြောက် ဘယ်ကြောက်ပြောရလဲကိုကြီးရဲ့ ငါတော့လည်းဒီတောင်းနေပြလာပြီ 4000နဲ့တော့တားဆိုင်ပြီး ဒီမှာကိုကြီးတို့ဒီကောင်လေးကမော်စီစာလေးဒီမှာကြည့်ဂျာချိုးတယ်ကွာဂျာလေးကွာဒီမှာမော်စီစာဒီမှာ
ဂျိတ်ဗျာနော်လမ်းဂျိတ်ကိုကြီးတို့မာသူရဲ့မော်စီတာအခွန်ပါဗျာနော်ဒီမှာသူကအပဲ့ဗျာနော်ရှို့ပဲ့ကိုကြီးတို့ဒီမှာကြည့်ပါဒါတော့ကိုကြီးတို့ဒီမှာပို့ရမယ်ဈေးရမယ်ဗျာနော်ကိုကြီးရေဘယ်ကြောက်ကိုပြောရလဲဗျာနော်4000ကဘယ်ကြောက်ကိုပြောရလဲဗျာနော်မဟုတ်လေ तू ကဘယ်ကြောက်လဲ तू မေးဦးမရအောင်ပေါ့ ကိုကြီးကညီမတို့ 4000စောတော့ကျွန်တော်4000နဲ့ရောင်းတာဆိုရင်တော့ဟိုအသက်ဆန်းခေါင်းရမယ့်ကောင်တစ်လုံးပဲရှိမယ်ဗျာနော်ဒီမှာချစ်ကိုဒီကောင်လေးကဂျိတ်ခေါင်းရမှာဒီမှာပါဗျာနော်လန့်ခေါင်းရမှာလန့် ပါတယ်ဟုတ်တယ်ကားတယ် โอเคကျွန်တော်ပြပေးမယ်ဗျာနော်ခဏလေးပါဗျာနော်ဟုတ်ကဲ့ဒီကောင်လေးကကိုကြီးတို့ရေ9ချက်သားလောက်ပဲရှိတာပါဒါပေမဲ့ तू ကဒီမှာအနာမပေါဘူးနော်ဒီကြားထဲမှာအကျော်ထိုးတာပါညာမတွေ့ရဘူးနော်ကိုကြီးတို့ရေနော်မကြည့်လောလောဆယ် तू ကြောက်ပေါက်အားလေးလည်းကောင်းတယ်ဗျာနော်ဒီကောင်ဟိုပါပဲကိုကြီးတို့နော်ကိုကြီးတို့ကြိုက်တယ်ဆိုရင်ကျွန်တော်1000ခွဲပဲပေးနော်1000ခွဲပဲပေးကိုကြီးတို့ရေနော်ကျွန်တော်ပြောဗျာဒီမှာဆွဲပြား2ချက်3ချက်ပဲခေါင်းလိုက်ကိုကြီးတို့ရေနော်တစ်ချက်9000ကိုကြီးတို့တစ်ချက်9000ပဲကြာမယ်ဗျာနော်မိပေါက်ချက်လေးလည်းလာတယ်ဒီကောင်လေးကတခြားဆေးရမှာကိုကြီးတို့ရေနော်လန့်လေးကမစိုးဘူးဗျာနော်သူ့အရွယ်လေးနဲ့ဈေးလေးကလည်းတန်တယ်ဗျာနော်အာကိုညိုမင်းရသွားပြီဗျာနော်ကိုမျိုးမင်းရပါတယ်ကိုကြီးရေ နောက်ကြပြီခင်ဗျာကိုတော့တောင်းစစ်နေကိုမျိုးမင်းရသွားပြီဗျဝီဒိုလေးနောက်ကြတယ်ခင်ဗျာ ကိုကြီးတို့လေးနောက်ချပါရှင်ကိုကြီးမျိုးမင်းရတော့ပါတယ်ကိုကြီးကြောက်လေးတော့ ကိုကြီးရေဟိုကိုကြီးပြောဒီကြောက်လေးဆိုရင်ကျွန်တော်โอเคတစ်ချက်ပြပေးပါကိုကြီးနော်ကျွန်တော်ပြပေးပါမယ်ဗျာနော်ဒီမှာကိုကြီးရေနော်ဒီကြောက်လေးလားမသိဘူးဗျာနော်ဒီကောင်ကကိုကြီးရေနော်အသားတန်းလေးကလည်းဒီမှာအသားတန်းပါညာကလည်းသူကပြောစရာမလိုတော့ဘူးမန်းလေးကလည်းပါတယ်ဗျာနော် တက်ကြီးရောပေးပါ မန်းလေးလည်းသူကပါပြီးသားကိုကြီးရေနော်ဒီကြောက်လေးဆိုရင်ကျွန်တော်ကို okay တစ်ချက်လုပ်ပေးပါဗျာနော် သူကဈေးစားပေးနေရတယ်ပဲ ဒါကမန်းနေဗျာနော်ကိုကြီးရေနော်ဒီကြောက်လေးဆိုရင် okay တစ်ချက်ပြပေးဗျာနော်ကျွန်တော်ကို ခဏလေးမဟုတ်တော့အဲ့ဒီတရှင်းလေးဝင်အခင်လိုက်တော့လာ ဒီကြောက်လားမသိဘူးကိုကိုကဈေးစားပေးနေရတယ်လို့ပဲ လောက်တော့ အော် okay ပါဗျာဟုတ်ပါပြီဗျာနော်ကိုကြီးညီလေးစီးလိုက်ပြီဗျာနော်ကိုကြီးနော်ညီလေးကိုဖုန်းနံပါတ်လေးတစ်ချက်ရိုက်ပေးပါကိုကြီးတို့ရေနော်ညီလေးကိုဖုန်းနံပါတ်လေးတစ်ချက်လောက်ပေးပါကိုကြီးရေကိုကြီးမတ်ဒေါ်လားမသိဘူး မဒရိုင်း မတ်ဒရိုင်း ယူဝိုင်းဒရိုင်းလမ်းကျိတ်တောင်းခွဲယူတဲ့ ကိုကြီးနီအောင်ကိုကြီးလိုင်းမကောင်းလားမသိဘူးတိလားကိုကြီးတော်တော်မန်းနောက်ကျနေရနော်ကိုကြီးတစ်ခေါက်တော့ထွက်ပြီးပြန်ဝင်ကြည့်ကိုကြီးရေနော်ကျိတ်လေးကတော်တော်နောက်ကျသွားပြီကိုကြီးရေကျိတ်လေးကြိုက်ကြပါလားအော်ဒီမှာကျိတ်တစ်လုံးရှိတယ်ကိုကြီးရေနော်ဒီကောင်လေးကပို့လမ်းမယ်ဗျာဒီမှာကြည့်ကြာရင်ထက်ရောင်းပေးမယ်ဗျာနော်ဒီမှာတစ်လုံးရှိတယ်ကိုကြီးရေနော်ဒီကျိတ်လေးဒါကိုကြီးရေနော်ဒီကောင်လေးတွေကမော်စီစာနော်ကိုကြီးရေနော်ဒီမှာကြည့်ကိုကြီးဒီကောင်လေးကကြောက်စီကြောက်သားပို့မြင့်မယ်ဗျာနော်ဒီကောင်လေးကကြမယ်အော်ဒီကောင်မိုက်တယ်ပဲမနော်ကိုကြီးရေနော်သူကအပက်ဒီကောင်လေးကပုံမိုက်တယ်ကိုကြီးရေနော်ဒီကောင်လေးကမော်စီစာပါဗျာနော်အခွန်ကလည်းဒီမှာသူ့အခွန်မော်စီစာပါအနာလုံးတယ်ကိုကြီးရေနော်အနာမပါဘူးနော်ကြောက်လေးကသူကဟိုကိုကြီးဟိုပါဗောနော်ကြောက်စီကြောက်သားကတော့စောရန်ကောင်တည်းမြင့်တယ်ဗျာနော်
ဒီကောင်လေးကကိုကြီးတို့နော်ဟိုပါပေါ့နော်ကြိုက်တယ်ဆိုရင်ဆွဲပြားလေးပါညာခေါင်းမှုတော့အဆင်ပြေမယ်ဗျာနော်12000ပဲပေးပါကိုကြီးတို့နော်12000ပဲပေးပါဗျာနော် ဈေးနှုန်းလေးနဲ့မှတ်ပေးပါရှင်12000ပါရှင် ကောင်ကြောက်စီကြောက်သားလေးကောင်းနေဗျာနော်ဒီကောင်လေးကဒီမှာကြည့်အလုံးလေးကသေးတာဒီမှာလန့်ကမစိုးဘူးဗျာလှတယ်ဗျာနော် ကိုကြီးမျိုးမင်းရပါတယ် ဒီမှာကိုကြီးရေနော်ကိုကြီးမျိုးမင်းရပါတယ်ဗျကိုကြီးရေနော်အော်ကိုကြီးတို့အဲ့လိုမျိုးလေးကြိုက်တာလားဩ နောက်ကြတော့ကိုကြီးတို့လေးနောက်ကြတယ်ခင်ဗျာ ကိုကြီးတို့လေးနောက်ကျသွားပြီကိုကြီးတို့ဟမ်ဟို4000ရွယ်ကိုလားကိုကြီးညီလေးကိုလေးဟို4000ရွယ်အကိုရေမက်ဒရိုင်းညီလေးကိုလေးဟိုကြောက်လေးဘီဖုန်းနဲ့မလေးတစ်ချက်မှန်ပေးပါကိုကြီးနော်ဒီမှာမမှန်းရှင်နဲ့စီးပြီးမှပို့ပြီးလို့ရပါတယ်ဗျာနော်ကျွန်တော်ကိုကြီးနံပါတ်လေးမှတ်ဖို့စောင့်နေလို့ပါကိုကြီးရေနော်ငါလည်းခွေးတယ်မမှန်တော့ဘူး မျိုးမင်းနော်အခုမျိုးမင်းနော်အခုမျိုးမင်းရအောင် ဟိုပါဘာကြီးကိုကြီးလိုင်းမကောင်းတာနဲ့တူရဲ့ကိုကြီးကနည်းနည်းနောက်ကျနေတယ်ကိုကြီးတို့အဲ့လိုမျိုးကြိုက်တာလားဗျာနော်ချပေးမယ်ကိုကြီးတို့နော်ကြိုက်ရင်ချပေးမယ်ဗျာခဏလေးပါကိုကြီး Eva Smart နောက်ကျတယ်ကိုကြီးရဲ့အော် Eva Win ဒီမှာကိုကြီးတို့ဒီမှာဒီကောင်လေးတစ်လုံးကြံမယ်ကိုကြီးတို့နော်ဒီနေ့တော့ဒီကောင်လေးတစ်လုံးပဲကြံတော့မယ်ဗျာနော်ဂျိတ်ထဲမှာနောက်ရက်ကြရင်တော့ကျွန်တော်ယူလာပေးမယ်ကိုကြီးတို့ရေနော်နောက်ရက်ကြရင်ရောင်းပေးမယ်ဗျာနော်ဒီကောင်လေးကတော့အလုံးကြီးရဲ့ကိုကြီးတို့ဒီကောင်လေးအကုန်လုံးကချစ်ကိုရေနော်မော်စီစာစစ်တယ်ပါဗျာနော်အမခံပါတယ်ဒီကောင်လေးကချစ်ကိုပြောမယ်ဆိုဒီကောင်လေးကဟိုပါလေးပါဗျာနော်ကုမ္ပဏီကြောက်တွေပါဟုတ်ကဲ့ကိုကြီး Eva Win ရေမှန်းပေါ်ပါတယ်ဗျကိုကြီးရေဒီကောင်ကကုမ္ပဏီကြောက်တွေကိုကြီးတို့သူတို့ကလေကြောက်တွေကစက်တွေနဲ့ပုတ်ဆေးတာကိုကြီးတို့သိရမလားအဲ့လိုမျိုးမှာသူကလမ်းကြီးကျဲတွေဆိုရင်သူကမပေါက်ဘူးကမပေါက်လို့သူတို့ရိုက်ဖဲ့ထားတဲ့ဟာတွေဗျာနော်ဒီကြောက်လေးတွေကမော်စီစာစစ်ပါကုမ္ပဏီကြောက်ပါကိုကြီးတို့နော်အာမခံတယ်အဲ့ဒါတော့ဗျာနော်ကျွန်တော်တန်ပြက်ဝယ်ထားတာမလို့ပါချစ်ကိုရေနော်နောက်နေ့ကျွန်တော်တေချာရွေးပေးမယ်ကိုကြီးတို့နော်ဒီကောင်လေးကလန့်လေးတွေကိုကြီးတို့ကြိုက်တယ်ဆိုရင်ရွေးပေးမယ်ဗျာနော်ကိုကြီးတို့ရေနောက်နေ့ကျရင်ရောင်းပေးပါမယ်ဗျာနော်ဒီနေ့တော့ဒီတညတော့ဒီကောင်လေးပဲရှိတော့မယ်ကိုကြီးတို့ရေနော်ဒီကောင်လေးရာဒီမှာဗျာနော်စော်ရွားကောင်တွေလောက်တော့မိပေါက်ကအရန်ကြီးကမဖြစ်ဘူးဗျာနော်ဒါအော်ဒါမှမစိုးပါဘူး တောင်ကြီးရပါဗျာ ကိုကြီးမင်းစော်ရေညီလေးတောင်ကြီးရပါဗျာကိုကြီးရေကိုကြီးမစူးချစ်တစ်ချက်ပေးရန်ဒါတစ်ချက်ဆေးပေးလိုက်မယ်ခိုင်းတော့ကိုကြီးနော်ကိုကြီးတေချာကြည့်အောင်ညီလေးနည်းနည်းပုတ်ပေးမယ်ဗျာနော်မာကူကြီးရယ်နော်နည်းတော့ပို့လိုက်ပြီဗျโอเคဗျာနော်ဒီမှာကူကြီးရယ်နော်ဒီကောင်လေးတွေကကြောက်စီကြောက်သားကတော့ကူကြီးရမော်စီစာပါဗျာနော်ဒီမှာပါကြောက်စီကြောက်သားဒီကောင်ရပြီးသားကူကြီးရယ်နော်ဒီမှာမြင်ရတဲ့အမြင်ကဒီမှာပါဗျာနော်သူကအလုံးထန်နေတော့ကြီးရယ်ကူကြီးရယ်နော်ဒီမှာကြည့်ပါဒီကောင်လေးတွေကြိုက်တယ်ဆို1000ခွဲပဲကူကြီးရယ်နော်1000ခွဲပဲဒီကောင်လေးတွေဗျာနော်မော်စီစာလေးပါဗျာနော်မော်စီစာကတော့စစ်တယ်ကိုကြီးတို့ဒါအိုးရင်တော့ကြောက်တယ်ဗျာနော်ဒီကောင်လေးဒီမျိုးခွန်နေခုနောက်ပိုင်းတိတ်တော့မရှိတော့ တောင်ခွဲပါခင်ဗျာ 1000ခွဲပါဗျာနော်1000ခွဲပါဗျာဒီကောင်မိုက်တယ်မစိုးပါဘူးဗျာနော်ဒီမှာကြည့်ပါသူကလေဟိုဟာကိုကြီးတို့ ကိုရဆိုရ နည်းနည်းလေးဒီကောင်လေးကကျွန်တော်ဝါလူလေးနည်းနည်းတက်နေလို့တိတ်ပြီးကိုကြီးတို့စိတ်တယ်မပေါက်ဘူးထင်နေရဒီကောင်မိုက်တယ် ဆိုရပါပါတယ်ခင်ဗျာကိုတုံးနောက်ကြပါတယ်ဗျ ကိုတုံးနောက်ကြပြန်ပြီနောက်ကြတယ်သူစစ်တာပဲစစ်တာကျွန်တော်ကလေ နည်းနည်းနောက်ကြပါ နောက်ရကြရင်ကျွန်တော်ကောင်းတာလေးပြပေးမယ်နော်ချစ်ကိုတွေနော်အဲ့ဂျိတ်လေးလေ နောက်ကြနေရပါ ကဲလို့အကို အေးလို့ချစ်ကို ကိုကြီးတို့ကြိုက်တယ်ဆိုရင်ကျွန်တော်အဲ့လိုမျိုးအားလေးပြပေးမယ်ဗျာနော် တောင်ကြီးက မနေ့ပြန်တေချာချထားပေးမယ်ဗျာနော်ကိုကြီးတို့ရေနော် တောင်ကြီးနဲ့နီးလို့နေမှာ န
အော်ဒီမှာတလုံးရှိတယ်ကွာကဲကိုကြီးရောနော်ကျွန်တော်ဒီတလုံးမဲ့ရောင်းတော့မယ်ကိုကြီးကိုဂျာပြီးညီလိုက်နေနားတော့မယ်ကိုကြီးကိုနော်ရက်ွက်တဲ့ဟိုကဖြစ်နေလို့နည်းနည်းရိုးဖြစ်နေလို့ကဲကိုကြီးဒီမှာတလုံးလာပြီရှဲဒီမှာကြည့်လိုက်ဒီကောင်မိုက်တယ်ကိုကြီးရောနော်ညီစေးပေးမယ်ခဏလေး ကိုကြီးအိမ်ရှိရေညီလေးမှာအရေးကြောက်မရှိဘူးကိုကြီးရဲ့လောလောဆယ်အရေးခေါင်းနေရမရှိသေးဘူးကိုကြီးရဲ့ရှင်းကြလူတွေပါတယ်ရောနောက်ရက်ညီလေးပြပေးမယ်လေကိုကြီးရဲ့နော်ဒီမှာကိုကြီးတို့ဒီမှာကြည့်ဒီကောင်မိုက်တယ်ဒီမှာကြည့်အော်ဒီချိန်မိုက်တာပဲကိုကြီးရဲ့နော်ဒီမှာကြည့်ပါဗျာနော်မာရမော်စီစာပဲကိုကြီးမော်စီစာတော့လုံးဝအစ်စ်လုံးဝအာမခံပါတယ်ဗျာနော်ဒီမှာတွေ့လာကိုကြီးရနော်ဒီမှာသူတို့ဂျိတ်ပွေးလေးပါလေပါမယ်ဗျာနော်သူတို့ကဆက်ဘရက်နဲ့ခတ်တာဆိုအကုန်ပုတ်လိုက်တာဗျာနော်ကိုကြီးတို့ရေနော်ဒီမှာကြည့်ပါဒီဘက်ထောက်ပြမယ်နော်ဒီမှာတွေ့လာကိုကြီးဒီကောင်မိုက်တယ်ဗျာနော်ကိုကြီးဒီကောင်လေးကမရောက်ဘူးကိုကြီးရဒီကောင်ကဒီမှာကြည့်ကိုကြီးကိုတေချာကြည့်ဒီမှာကြည့်သူကြောက်စီကြောက်တော့ကြည့်ပါကိုကြီးရဒီမှာကြည့်တာနော်သူကအရေးခဲလိုမျိုးသူကကာလာကသူကလမ်းဘက်ကမသွားဘူးကိုကြီးကြောက်ပေါက်ကိုကြီးနော်အရေးခဲလိုမျိုးဖြစ်နေတာဒီမှာကြည့်ကိုကြီးဒီမှာတွေ့လားကဲဒီကောင်လေးကကိုကြီးနော်ပြန်လေးရတော့ကြီးရဗျာနော်ပါတော့နည်းနည်းပါတယ်ဟုတ်ကဲ့ဒီကောင်လေးကြိုက်တယ်ဆိုရင်ဒီကောင်လေးရောညီလေးကို2000ပေးကိုကြီးရောနော်ဒီကောင်လေးကတော့2000လို့မှန်ပေးပါကိုကြီးတို့ရေနော်ကိုကြီးရေနော်ဈေးနှုန်းလေးတစ်ချက်မှန်ပေးပါ2000ယူလို့မှန်ပေးပါဗျာနော်ယူတွေဆိုရင်ဟိုကျွန်တော်ပေးလို့အဆင်မပြေလို့ပါကိုကြီးတို့ရေနော်2000မှာရှင်ကိုကြီးယူနိုက်တက်ရတာပါအေးဈေးပေါက်သွားပါပြီကိုကြီးကြည့်ပြန်အောင်ရပါပြီကိုကြီးတို့ရေနော်ကိုကြီးအိမ်ချင်းနောက်ကျသွားတယ်ဗျာနော်ကျွန်တော်ကလေအရင်ဆိုရင်ယူလဲရရတယ်ဗျာနော်အခုကနည်းနည်းလေးယူရှင်တဲ့အကူများတဲ့အလုံးလေးဆိုကျွန်တော်ကယူဆိုကျွန်တော်ပြီးလို့အဆင်မပြေတော့လို့ပါဗျာနော်မိုက်တယ်အဲ့ဒါလုံးမိုက်တယ်အဲ့ကောင်လေးရကိုကြီးဒီမှာကျွန်တော်ဒီတိုင်းပြတာနော်လုံးဝသူကလေလုံးဝပြန်ပြီးတော့မချွိုင်းရသေးဘူးဗျာနော်ကိုကြီးနော်အဲ့ကောင်လေးတွေတေချာပြန်စီးကြောပြီးချွိုင်းရမှာဗျာနော်ကိုကြီးနော်ဒါမှမဟုတ်အကောင်လေးတွေတကွက်လောက်ပုတ်ပြီးတော့ကျွန်တော်တို့မှတ်တိုက်အရောင်တင်ပြီးကိုကြီးတို့ပြန်ရောင်းတာဖြစ်အဆင်ပြေမယ်ဗျာနော်အကောင်လေးတွေကသူမော်စီစာဆိုကြောက်စီကြောက်တာတခြားမော်တွေတဲ့ဆိုင်ပို့ပြီးတော့အဆင်ပြေတယ်ဗျာနော်ရှိတော့ဘူးဗျဒီမှာကျွန်တော်ပို့ထားတာသလုံးရှိတယ်ဒီမှာဗျဒီမှာတွေ့လာကိုကြီးတို့ဒါကျွန်တော်ဟိုတနေ့ပုတ်ထားတာဒီမှာကြည့်ဒါသူ့အသားပေါ့နော်သူ့အသားတစ်မျိုးရှိတယ်ကိုကြည့်တွေ့လားသူမီးတော့မပေါ့ဘူးသူ့အသားဒီမှာတွေ့လားဒါပေမဲ့ကျွန်တော်ဒီမှာဒီဘက်မှာကျတော့ပုတ်ထားတယ်နော်ဒါပုတ်ပြီးတော့ဒီအမ်းပဲပုတ်ထားတာနော်ကိုကြည့်ရောနော်ဒါမှတ်တွေပါလေဘာမှမလုပ်ထားဘူးနော်ဒီကောင်လေးကြီးကသူကတော့မီးရတော့ဟိုကပဲပေါက်မယ်ကိုကြည့်ရောဒီအစွန်သားလေးပဲပေါက်မယ်ဗျာနော်ဒီမှာကိုကြီးရောနော်ဒါသူပုတ်ထားတဲ့အနေထားဗျာနော်ဒီကောင်လေးတဲ့1000ပဲကိုကြီးရောနော်ဒီကောင်လေးက1000ယူလို့မှန်ပြီပါကြိုက်တယ်ဆိုရင်တော့ဗျာနော်မီးပေါက်တယ်ကျွန်တော်ဟာလေဒီခေါင်းထူလို့မတွေ့လားပေါက်တယ်ကိုကြီးတွေ့လားကျွန်တော်ဟာခေါင်းလေးနည်းနည်းထူနေလို့ဒီမှာတွေ့လားပေါက်တယ်တွေ့လားခေါင်းလေးကြိုက်ရင်1000ပဲဗျာနော်ငါရဲ့အမြင်ညာ
ကဲအဲ့ဆိုကိုကြီးတို့ရေဟိုလေမဲနိုင်ဗျာမဲလေးတစ်လုံးလောက်ချလိုက်ဒီခေါင်းနော်အဆိုင်လာမှာလဲတော့မှာမဲလာနေပြီကဲကိုကြီးတို့နော်ကျွန်တော်ဒီကောင်လေးကကိုကြီးတို့ယူမဲလေးမရှိရင်ညီလေးမဲနိုင်ပြီမယ်နော်ဒီကောင်လေးကိုဒါယူရမှာကိုကြီးတို့ဒီဟာယူရမှာတကယ်ပြောတာအခုတော့နောက်ကျသွားပြီမရတော့ဒီမှာမဲတစ်ချက်လောက်អော်ပဲချစ်ကိုရနော်မဲဒီနိုင်ရအောင်ဗျာနော်ကျွန်တော်လည်းမနိုင်ပေးနိုင်တာကြာပြီဗျမနိုင်ပေးရတာကြာပြီမဲကမရဘူးတဲ့ရမှာပါချစ်ကိုရရအောင်နိုင်ကျွန်တော်မော်စီစာထည့်ပေးမယ်ခဏလေးနော်ခဏလေးချစ်ကိုခဏလေးမဲနိုင်အောင်ဗျာနော်ကောင်းကောင်းလေးထည့်ပေးမယ်မျိုးနာမည်လေးတွေစဉ်းစားထားပါနော်ချစ်ကိုရောနော်ကဲချစ်ကိုနော်ပေါ့နိုင်ကျွန်တော်ကြောက်ကောင်းတာလေးထက်ထဲထားပြီဒီမှာဗျာနော်ဒီမော်စီစာလေးထည့်ပေးမယ်ဒီမှာကိုကြီးမော်စီစာလေးဒီကောင်လေးကကြည့်မကြီးကိုကြီးနော်မော်စီစာနော်ကြောက်စီကြောက်တာကိုကြည့်ရောလောက်အားပြီးမဲစီပေါ့တယ်မတွေ့လားကိုကြီးမတွေ့လားဒီကောင်လေးမိုက်တယ်နော်ပေါ့နိုင်ပါဗျာနော်ကြောက်စီကြောက်တာကိုကြည့်လိုက်အောင်ရှိုးလိုက်အောင်ဒီမှာကောင်းတာလေးခြာလာပေးပါလေဆရာတို့ရေနော်မနိုင်ပေးရကြာလို့ဒီမှာချစ်ကိုနော်ဒီကောင်လေးတစ်လုံးပါမယ်ဒီကောင်လေးကဒီမှာဗျာနော်ဒီကောင်လေးရဲ့ဟိုပဲချစ်ကိုတော့မော်စီစာပဲဒါတွေကတီးလေးတွေကကျွန်တော်တက်ဟိုနော်ကိုကြီးရနော်တချို့ကိုတွေကြတော့လေအဲ့လိုမျိုးမဲပေါက်တာနဲ့အကြီးတွေနဲ့မကောင်းတာကြီးဖြစ်မှာဆိုလို့ကောင်းလေးနဲ့ဆွာလေးပဲတီးလေးပဲနှိုက်ပေးလိုက်တာဗျာနော်ဒီကအရေးပေါက်လေးတွေပါနော်ဒီကောင်လေးကညို့လေခန့်လေးကိုလေကြောက်တော့မပြသေးဘူးဘာဖြစ်ရောမန်နေလားမန်နေနဲ့ကိုကြီးရခဏလေးလေကြောက်လေးကြည့်ပါဦးဟောဒီမှာကြည့်ကိုကြည့်နော်ပေါ့နိုင်နော်ကိုကြည့်ရနော်ဒီမှာကြည့်မော်စီယာသေးတာလုံးဝဆွာကြီးကျဲကိုကြည့်ရနော်ဝါဒီမှာကြည့်ရန်ကောင်းလေးဒီမှာမဲတော့မဲနေကိုကြည့်ရနော်ကဲပေါ့နိုင်ကိုကြည့်ရနော်ဂျိတ်လေးရယ်မော်စီယာ3လုံးရယ်ဗျာနော်လိုက်ကိုတစ်ခါလဲပြစီးလိမ့်မီနဲ့ငါတူရောโอเคချစ်ကိုတို့ဒီမှာပါနော်မျိုးနာမည်လေးမှန်ပေးပါရှင်ညီမလေးကတခါတည်းတိုက်ရိုက်လေးပြပေးမယ်နော်မျိုးနာမည်လေးမှန်ပေးပါမျိုးနာမည်လေးမှန်ပေးပါရှင်မုံရွာတဲ့မဟုတ်သေးပါဘူးရှင်ကိုကြီးမျိုးမင်းရေမုံရွာမဟုတ်သေးဘူးကိုကြီးငိမ့်သူမဟုတ်သေးဘူးနော်ကိုကြီးကိုတော့ကတောင်ကြီးမဟုတ်သေးဘူးရှင်မေမျိုးမဟုတ်သေးပါဘူးတောင်ကြီးမဟုတ်သေးဘူးရှင်မန္တလေးလည်းမဟုတ်သေးပါဘူးရှင်လာရှိုးမဟုတ်သေးဘူးတထုံမဟုတ်သေးပါဘူးရှင်တောင်ကြီးမဟုတ်သေးပါဘူးရှင်ဒီအောက်ကမန်းကိုဖတ်ပြီးမှရမယ်တထုံမဟုတ်သေးပါဘူးရှင်တောင်ကြီးမဟုတ်သေးပါဘူးရှင်ရွှေဘိုလည်းမဟုတ်သေးပါဘူးရှင်ဖားကန့်မဟုတ်သေးဘူးရှင်ဟဲဟိုမဟုတ်သေးပါဘူးရှင်ဟာခါလည်းမဟုတ်သေးဘူးရှင်
အိမ်မဲမဟုတ်သေးပါဘူးရှင်ကိုကြီးမျိုးတော့ရေ ဟိုပဲအလုံး ပြည်မဟုတ်သေးပါဘူးရှင် ကိုမျိုးမျိုးဗီဒီယိုရိုက်ပို့ပြီ မူဆယ်လည်းမဟုတ်သေးပါဘူးရှင် မထုတ်ထားလိုက်တယ်ထုတ် န လိုက် မ်ဆန်မဟုတ်သေးဘူးရှင်30လည်းမဟုတ်သေးဘူးเนาะချစ်ကိုကြီးတို့เนาะကော့တာမဟုတ်သေးပါဘူးရှင် နာမည်ဘယ်နှလုံးလဲပြပြလိုက်တော့ နာမည်ကနှလုံးမှာเนาะချစ်ကိုကြီးတို့เนาะနာမည်ကနှလုံးမှာမြို့ဝအပါဆို3လုံးမှာရှင် အဲ့လိုအကြာကြီးမမှန်ခိုင်းနေနည်းနည်းပြောပြလိုက်ရတာဘာမှဟိုတန်တာ2000 3000 ကဲချစ်ကိုကြီးတို့ရေမိတ်တီလာညာဦးမန်းလေးမဟုတ်သေးဘူးရှင်ညောင်ရွှေမဟုတ်သေးပါဘူးရှင်ကဲချစ်ကိုကြီးတို့ရေသူကလေရှေ့ရောနောက်ရောအခရာတူတူပဲเนาะချစ်ကိုကြီးတို့เนาะရှေ့ရောနောက်ရောအခရာတူတူပါရှင်ညောင်ရွှေကလောတောင်ကုန်းမဟုတ်သေးပါဘူးရှင်မကွေးမဟုတ်သေးပါဘူးကိုကြီးမျိုးမင်းရေကိုဖိုးကဗမောတဲ့မဟုတ်သေးဘူးရှင်သူကရှေ့ရောနောက်ရောနှစ်ခုစလုံးကအခရာကနန်းတူတူပဲเนาะ ဒီစီပြန်ပေါ့ ကျိုင်းတုံမဟုတ်သေးပါဘူးရှင်ကုတ်ခိုင်မဟုတ်သေးပါဘူးရှင်နမမဟုတ်သေးကဲချစ်ခွေတို့နှလုံးအတူတူပါအခရာအတူတူပါကူမဲမဟုတ်သေးပါဘူးရှင်စကိုင်းမဟုတ်သေးပါဘူးရှင်စစ်တွေမဟုတ်သေးဘူးရှင်ချစ်ခွေတို့အတူတူပါဆိုရန်ကုန်မဟုတ်သေးဘူးကြောက်ဆယ်မဟုတ်သေးဘူးရှင် ပြမတစ်ချက်ပါ မေမျိုးမဟုတ်သေးဘူးရှင်ချစ်ကိုတို့နာမည်ကနှလုံးနာမည်ကနှလုံးမှာရှင်နာမည်ကနှလုံးမှာဟဲဟိုးမဟုတ်သေးဘူးရှင်ဖအံမဟုတ်သေးဘူးရှင်နာမည်နှလုံးဆိုတာနာမည်ကနှလုံးမျိုးပါရင်3လုံးပြီးရင်သူကအခရာနှလုံးတူတူပါရှင်လွိုင်းလင်မဟုတ်သေးဘူးဟဲဟိုးမဟုတ်သေးဘူးရှင် တွန်တေး ဖားကန့်မဟုတ်သေးဘူးရှင် အဲ့လိုမျိုးကိုကြီး အဲ့လိုမျိုးတွန်သေးတို့ဘာတို့အဲ့လိုမျိုးနော်ချက်ကိုတို့နော်ချစ်ရလဲတဝင်ဘူးဆိုနောက်ကလည်းတဝင်ဘူးပါရှင် အဲ့လိုမျိုး မေမျိုးမဟုတ်သေးပါဘူးရှင်ကြောက်ကူမဟုတ်သေးပါဘူးရှင်ဟဲဟိုမဟုတ်သေးပါဘူးရှင် အဲ့လိုမျိုး မေမျိုးမဟုတ်သေးပါဘူးရှင်ကဲချစ်ကိုတို့ရေလွယ်လွယ်လေးပါနော်လွယ်လွယ်လေးပါနော်ရိုင်းလင်မဟုတ်သေးပါဘူးရှင်ပကံမဟုတ်သေးဘူးရှင်ကိုကြီးနီနီအောင်ရေကိုကြီးအဲ့လေးမြောင်မြောင်မဟုတ်သေးပါချစ်ကိုကြီးနောက်ကျနေရဒီနေ့ရောလိုက်လေမဝင်လာဘူးရောတွန်သေးမဟုတ်သေးပါဘူးရှင်ကြောက်ကြီးမဟုတ်သေးပါဘူးရှင်မေမျိုးမဟုတ်သေးပါဘူးရှင်ညောင်မြမဟုတ်သေးပါဘူးရှင်ညင်းမူလည်းမဟုတ်သေးဘူးရှင်ကဲချစ်ကိုတို့ရေမြန်မြန်လေးမှတ်မှာမြန်လေးမှတ်မှာညီမလေးနောက်ထပ်ဟင်းလေးပေးမယ်သူကဘာနဲ့လဲ လုံးမင်းနဲ့ ငါနဲ့ငါပြီးစရာ ကဲချစ်ကိုတို့ तू ကဟာနော်စနေနံနဲ့ဟိုနှလုံးကတူတူနော်စနေနံနှလုံးတူတူနော်မျိုးကရှင်းချောင်းနဲ့ရှိလို့လားရှင်းချောင်းမျိုး ဟုတ်တယ် ရှိလားကန်ကောပူလောမဟုတ်သေးဘူးကန်ကောမဟုတ်သေးဘူးရှင်နီးစက်လာပြီဒါပေမဲ့ तू ကတော့စနေနံနှလုံးပူးမယ်နော်မနေ့ပြန်နှလုံးတီးတူကဲချစ်ကိုကိုကြီးမျိုးမင်းပေါက်သွားပြီချစ်ကိုကြီးပေါက်သွားပြီတီးတိမ်ပါရှင်ဒီမှာနော်ချစ်ကိုကြီးပေါက်ဘူးပြီကိုကြီးဒီတစ်ခေါက်ကန်ဆယ်မဲပေါက်သွားပြီချစ်ကိုကြီးလို့အားပေးကန်ဆယ်မဲမဟုတ်တကယ်ကန်ဆယ်မဲပါ လောက်အားပေးပေါ့တော့ကန်စမ်းမပေါ့ဘူး ဒီမှာချစ်ကိုကြီးတီးတိမ်ပါရှင်တီးတိမ်ပါကိုကြီးမျိုးမင်းပေါက်သွားပါပြီရှင်ကိုကြီးမျိုးမင်းပေါက်သွားပါပြီ ကိုလုံးနာမည်ဘာလို့လဲကွန်းနာလိုင်းလို့ဆက်ပြီးလမ်း ဟုတ်ကဲ့ပါချစ်ကိုတို့ရေပေါက်သွားပြီနော်ညီမလေးတို့ like လေးအဲ့ဆိုရင်နားတော့မယ်နော်ချစ်ကိုတို့နော် ဘယ်လဲလား မလို့ပါနဲ့ မနေ့ပြန်ဂျိတ်လေးတွေလောက်ထားပြီးမယ်မနေ့ပြန်ည ဟုတ်မနေ့ပြန်ကြလို့ရှိရင်ညီမလေးဂျိတ်ကလေးတွေဟိုညီမလေးတို့တေချာချာထားပေးမယ်နော်ချစ်ကိုတို့နော်ကြောက်ကောင်းလေးတွေနဲ့လာခဲ့ပါမယ်အဲ့တော့ညီမလေးတို့ like လေးနားပါတော့မယ်နော်ချစ်ကိုတို့နော် 15လာခဲ့ပါဘူး ဟုတ်မနေ့ပြန်ညကြလို့ရှိရင်7:15ကြာညီမလေးတို့ like လေးစပါမယ်အခါကျလည်းလာခဲ့ပါအောင်ရှင် ရပြီ ဟုတ်ချစ်ကိုကြီးအဲ့ဆိုကိုကြီးဒီမှာထည့်ထားပေးလိုက်မယ်နော်ကိုကြီးတဲ့ဦးနော်ကျေးဇူးပါရှင်ချစ်ကိုကြီးအဲ့ဆိုညီမလေးတို့ like လေးနားပါတော့မယ်ရှင် ကြောက်တယ်